ဖို့ပါကကိုကျေးဇူးရှင်ပုဂ္ဂိုလ်ပေါင်းကိုမြတ်တမ်းပေးဝေခြင်းမိမိတို့ဒီကုသိုလ်ကောင်းမှုတွေဟာနိဗ္ဗာန်ရောက်ကြောင်းအထောက်ပံ့ဖြစ်ပါစေဆိုပြီးနိဗ္ဗာန်စိတ်ညွတ်ပြီးတော့ရေစက်ချမှုပြုလုပ်ခြင်းဒီကိစ္စ2ရက်ကိုမဆောင်ရွက်မီမှာအနုမောဒနာတရားနာယူကြရအောင်ယနေ့သာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်ဝါကောင်းလဆန်း4ရက်ခရစ်နှစ်2008ခုနှစ်ဩဂုတ်လ5ရက်အင်္ဂါနေ့မှာစကိုင်းတောင်မြို့မြတ်စကြာကျောင်းတိုက်သို့လာရောက်ပြီးတော့4နှစ်မြောက်4ချိန်မြောက်အဖြစ်နဲ့ကုသိုလ်ကောင်းမှုပြုကြတဲ့ကုသိုလ်ရှင်များကမန္တလေးမြို့စက်မှုနှစ်မှာနေထိုင်ကြတဲ့ဦးမြင့်ဆွေဒေါ်ဆွေဆွေဝင်းမိသားစုဖြစ်ပါတယ်အကြောင်းရင်းခန္ဓာကဦးမြင့်ဆွေရဲ့54နှစ်ပြည့်မွေးနေ့မင်္ဂလာကိုကြောင်းပြုပြီးတော့စကိုင်းတောင်မြို့မြတ်စကြာကျောင်းတိုက်ရှိတန်ဃာတော်200ကျော်တို့အား220ကျော်တို့အားအာယုံခါမှာကြာစံကျော်ဆွမ်းများဆက်ကလှူဒန်းခြင်းနေ့လည်အခါမှာမွန်မြတ်သောခဲဝယ်ဘောဇဉ်များဆက်ကလှူဒန်းခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုကိုပြုလုပ်ကြတယ်ဓမ္မပူဇာအဖြစ်နဲ့ပုံမမာတင်သင်္ကန်းတွေ့ဆုံတစုံကိုလည်းပဲလှူဒန်းကြတယ်မြတ်စကြာကျောင်းတိုက်စာကြည့်တဲ့အတွက်လိုအပ်နေတဲ့စာအုပ်စာတမ်းများကိုဓမ္မစေရီတီတိအနေအချင်းပူဇော်သောအဖြစ်နဝကမ္မဝတ္ထုငွေ3သိန်းကျပ်ကိုလည်းပဲလှူဒန်းကြတယ်ဓမ္မမိတ်ဆွေများကလည်းပဲဝိုင်းဝန်းပြီးတော့ဓမ္မပူဇာအဖြစ်နဲ့ဥရွှေနီတော်ဤမိသားစုကနဝကမ္မ9000ကျပ်ဦးနေဝင်းစုဤပညာတက္ကသိုလ်မကွေးကနဝကမ္မ9000ကျပ်ဦးမြင့်ကျော်တော်တီဝင်းစိန်မန်းချစ်သူလက်ဖက်ရည်ဆိုင်မိသားစုက9000ကျပ်ဒေါ်ရည်တန်တမိမညွညွမိသားစုက9000ကျပ်ကိုစိုးခိုင်မချိုမိသားစုက9000ကျပ်ဦးကျော်လှဒေါ်တန်းကြည်မိသားစုက3000ကျပ်ဒေါ်ခွဲထုံမိသားစုက2000ကျပ်ဦးခွေဒေါ်တန်းကြည်မိသားစုက9000ကျပ်တက္ကမကြီးတော်မြတ်ဆင်မန္တလေးမလွန်ရက်က1000ကျပ်ဆိုပြီးတော့ကုသိုလ်ကောင်းမှုပြုပတ်ဖြစ်နေဝိုင်းဝန်းပြီးတော့ပြုလုပ်ကြပါတယ်အဲ့တော့ယနေ့ဘုန်းကြီးကဦးမြင့်ဆွေရဲ့မွေးနေ့54နှစ်ပြည့်မွေးနေ့မင်္ဂလာမှာအနုမောဒနာတရားအနေနဲ့ဗာတရားဟောကြားပေးမလဲဆိုတော့ဒီပန်းပြိုသောလက်ဆိုပြီးတော့ကြပြဆန်ဆန်ပဲနာမည်ပေးလိုက်မယ်ပေါ့ပန်းပြိုသောလက်ဆိုတာဘာကိုအဓိပ္ပာယ်ပြောတာလဲလို့မေးလို့ရှိရင်ဥယျာဉ်မှုတယောက်ကဲ့သို့ပဲမိဘတွေဖြစ်နေလို့ရှိရင်လည်းပဲသာသမီတွေဘယ်လိုပြုစုရမလဲကြီးပွားတိုးတက်အောင်ပစ္စုပန်မာယောတန်တရာမာယောနောက်ဆုံးနိဗ္ဗာန်ရတဲ့အထိဘယ်လိုပြုစုပေးရမလဲဆိုတဲ့ဒီလိုအဓိပ္ပာယ်ကိုပြပါတယ်ဒါကိုပဲဘုန်းကြီးကပန်းပြိုသောလက်ဥယျာဉ်တစ်ခုမှာပန်းဆိုင်နေတဲ့ဥယျာဉ်မှုဆိုတာပန်းပြိုသောလက်လို့ခေတ်စကားအနေနဲ့ပြောကြတယ်ဒီကောင်းစည်းနဲ့ပဲဘုန်းကြီးကဟောပေးပါမယ်နောက်ပြီးတော့မိမိတို့မှာတူတွေတူမတွေရှိတယ်အလုသမားတွေရှိတယ်ဆိုရင်လည်းပဲသူတို့ကိုဘယ်လိုကုသိုလ်ရအောင်သူတို့ဘဝမှာကုသိုလ်စိတ်ကလေးတွေနဲ့တန်ត្រာနိဗ္ဗာန်အထိရောက်အောင်ငါဘယ်လိုလုပ်ပေးမလဲဆိုပြီးပြုစုပြောထောင်တဲ့ဤကိုပြတဲ့တရားပါပဲဘုန်းကြီးတို့စာပေမှာလည်းပဲကျောင်းတိုက်တွေမှာလည်းပဲဒီတိုင်းပါပဲတပိတန်ဃာတွေမွေးထားတယ်မွေးထားပြီးတော့ပညာလေးဘွဲ့ဒီဂရီလေးရယူသင်ပေးရုံနဲ့ဆရာသမားတွေမှာမလုံလောက်ပါဘူးမိဘတွေလည်းပဲသားသမီးတယောက်ကိုမွေးထားတယ်အတန်းပညာလေးတက်ယုံသူကသူစီးပွားရေးလေးစားဝတ်နေရေးလေးပြေလေယုံနဲ့ပြုစုပြောထောင်ယုံနဲ့မြတ်စွာဘုရားရဲ့အလိုကြမပြေသေးပါဘူးဒါတွေဟာလှုပ်တော့လှုပ်ရမယ်သို့တော့ဒါတွေနဲ့တင်းတင်းရောင်ရဲမနေနဲ့ဒီလိုဆိုလိုတာပါအဲ့တော့မိဘတွေကလည်းပဲသားသမီးတွေနိဗ္ဗာန်ရတဲ့အထိပစ္စုပန်ဘဝမှာရောတန်ត្រာဘဝမှာရောငါတို့ဘလို့တိုးတက်အောင်ပြုလုပ်ပေးရမလဲဒီနည်းကိုပြတဲ့တရားလို့ဒီလိုပြောရင်ရပါတယ်ဘုန်းကြီးတို့လည်းပဲတန်ဃာတွေကိုမွေးမြူပြီးတော့အနာဂတ်သာသနာအတွက်စာချတဲ့ပုဂ္ဂိုလ်တွေတရားပြတဲ့ပုဂ္ဂိုလ်တွေသာသနာတော်ကြီးအဆက်ပြတ်မသွားအောင်မြတ်စွာဘုရားရဲ့ပိဋကတ်တော်တွေကိုလက်ဆင့်ကမ်းပြီးတော့အဓိပ္ပာယ်ကြီးတခါတရံမှာကွန်ပျူတာနဲ့မလုံလောက်ပါဘူးကွန်ပျူတာထဲမှာမပါတဲ့အဓိပ္ပာယ်တွေကွန်ပျူတာကမသိနိုင်တဲ့အဓိပ္ပာယ်တွေမှာတန်ဃာတော်ရှင်မြတ်ရဲ့နှလုံးသားအုံနောက်ထဲမှာအများကြီးရှိပါတယ်ကွန်ပျူတာနဲ့ဒါပိဋကတ်ကျွမ်းကျင်တယ်ဆိုရင်နိုင်ငံခြားက
သီရိလင်္ကာတို့ထိုင်းတို့ကမ္ဘောဒီးယားတို့ဒီယဟန်တော်တွေကပို့ပြီးတော့ကွန်ပျူတာကျွမ်းကျင်တဲ့အတွက်သူတို့ကပို့ပြီးတော့စာပေတွေတက်ရမှာသို့တော့မြန်မာနိုင်ငံယဟန်တော်တွေကစာပေပညာရာမှာပိဋကတ်ရာမှာပို့ပြီးတော့သားတာဒါဘာဖြစ်လို့လဲကျမ်းရင်းတွေဘာတွေကိုစာပေရဲ့အဓိပ္ပာယ်ယူဆတွေကိုကွန်ပျူတာမသိနိုင်တဲ့အဓိပ္ပာယ်တွေကိုမြန်မာနိုင်ငံကယဟန်တော်တွေကအုံနောက်ထဲနှလုံးသားထဲမှာသိထားတဲ့အတွက်သင်ကြားနေတဲ့အတွက်ဒါတွေကပို့ပြီးတော့စွမ်းအားပြည့်နေပါတယ်အဲ့တော့ဒီလိုယဟန်တော်တွေကလည်းပဲစာသင်တိုက်တွေထောင်ပြီးတော့တပည့်တွေကိုပွဲဒီဂရီရယုံနဲ့လှုပ်ပေးယုံနဲ့မလုံလောက်ပါဘူးတပည့်တန်ဃာတွေပွဲဒီဂရီရပြီးတော့ပစ္စည်းလေးပါးလေးနဲ့ကြောင်းကောင်းကောင်းနေယုံနဲ့အစာတောက်လေးတွေကောင်းကောင်းစားရယုံနဲ့ဒါကြည်နဲ့မနေသင့်ပါဘူးပစ္စုပန်တန်တရာမှာအမျိုးဘာသာသာသနာကျိုးကိုဆောင်ရွက်ပြီးတော့ဆောင်ရွက်ခြင်းနဲ့စေတနာတန်တဲ့နိဗ္ဗာန်ရောက်တဲ့အထိကြီးပွားတိုးတက်အောင်လုပ်ပေးနိုင်မှဒါတွေဟာစစ်မှန်တဲ့ပံပြိုသောလက်အစစ်မှန်ပိုင်ရှင်တွေဖြစ်တယ်ဆိုတာကိုဘုန်းကြီးကသိစေခြင်းလို့ဒီတရားကိုခုခေတ်မှာသုံးနေတဲ့စကားနဲ့ပဲပံပြိုသောလက်ဆိုတဲ့နာမည်နဲ့နုမောဒနာတရားတစ်ပုဒ်ဟောပေးပါမယ်ဒီတရားကိုဟောတဲ့အခါမှာဘုန်းကြီးတို့တောင်မြို့မာကနုံဆရာတော်ဘုရားကြီးရေးခဲ့တယ်လို့ဒီလိုပြောစမှတ်ပြုကြတယ်ခုအတိအကျဘယ်ဆရာတော်ရေးတာလဲဆိုတာလဲဘုန်းကြီးပြန်ပြီးတော့စုံစမ်းနေတယ်ခုလောလောဆယ်တော့တောင်မြို့မာကနုံဆရာတော်ဘုရားကြီးဆုံးမခဲ့တဲ့တရားလေးကိုပဲဘုန်းကြီးအခြေခံပြီးတော့ဆုံးမကြပြလင်္ကာလေးကိုပဲအခြေခံပြီးတော့ဒီတရားကိုနုမောဒနာတရားဖြစ်နေဟောကြားပေးပါမယ်အဲ့တော့ဆရာတော်ဘုရားကြီးကဘယ်လိုမိန့်ကြားခဲ့တယ်လဲဆိုတော့ဘယ်လိုရေးသားခဲ့တယ်လဲဆိုတော့လူတယောက်တိုးပွားကြီးပွားတိုးတက်ခြင်းလို့ရှိရင်မျိုးသားတယောက်မျိုးသမီးတယောက်ကြီးပွားတိုးတက်ခြင်းတန်ဃာတော်ရှင်မြတ်တွေသီလရှင်ဆရာလေးတွေလည်းပဲကြီးပွားတိုးတက်ခြင်းတယ်ဆိုရင်အင်္ဂါ၃ပါးနဲ့ပြည့်စုံအောင်လို့တဲ့ဒီအင်္ဂါ၃ချက်နဲ့ကိုပြည့်စုံအောင်ကြိုးစားနိုင်လို့ရှိရင်နိဗ္ဗာန်ရောက်တဲ့အထိနိဗ္ဗာန်ကိုမဉဏ်ဖူဉဏ်နဲ့မျက်မှောက်ပြုနိုင်တဲ့အထိတစ်ဆင့်နဲ့တစ်ဆင့်ကြီးပွားတိုးတက်သွားနိုင်တယ်ပစ္စုပန်ဘဝမှာလည်းပဲလူချင်းတူအောင်ပညာတက်မယ်စိတ်နှလုံးသားလေးတွေကောင်းမယ်နေထိုင်ကောင်းမယ်သူတော်ကောင်းစိတ်ရင်ဝင်နိုင်တယ်ပေါ့တန်တရာမှာလည်းပဲမဉဏ်ဖူဉဏ်မရသေးဘူးဆိုရင်အထက်တန်းကြကြနဲ့နေပြီးတော့နောက်ဆုံးမှာဝိတာခါတို့နာထပိန်တထေးတို့လူမဉဏ်ဖူဉဏ်နဲ့နိဗ္ဗာန်တည်မျက်မှောက်ပြုနိုင်အောင်ကြီးပွားတိုးတက်နိုင်တဲ့တရားတဲ့ဒါကိုတောင်မြို့ဆရာတော်ကြီးကကြပြလင်္ကာလေးနဲ့ဆုံးမခဲ့တယ်ပေါ့အဲ့တော့ဒါလေးကိုအားလုံးပဲပြိတ္တတွေလိုက်ပြီးတော့ဆိုလိုက်ဘုန်းကြီးရှေ့ကနေဆိုပြီးမှလက်အုပ်ချပြီးတော့လိုက်ဆိုလိုက်အနေလဲကောင်းစိတ်လဲကောင်း၍ကောင်းကောင်းပညာဓမ္မသာငါဟာကြီးပွားမည်အနေလဲကောင်းစိတ်လဲကောင်း၍ကောင်းကောင်းပညာဓမ္မသာငါဟာကြီးပွားမည်အနေမကောင်းစိတ်မကောင်း၍ကောင်းကောင်းပညာမတတ်ပါငါဟာဆုတ်ယုတ်မည်အနေမကောင်းစိတ်မကောင်း၍ကောင်းကောင်းပညာမတတ်ပါငါဟာဆုတ်ယုတ်မည်ဒါတောင်မြို့ဆရာတော်ဘုရားကြီးရေးဆက်ခဲ့တယ်လို့ဘုန်းကြီးတို့သိရပါတယ်အဲ့တော့လူတယောက်ဒါမှမဟုတ်ယဟန်တော်တစ်ပါးတာမဏေတစ်ပါးသီလရှင်ဆရာလေးတစ်ပါးကိုယ့်ဘဝကိုနိဗ္ဗာန်မျက်မှောက်ပြုတဲ့အထိနိဗ္ဗာန်ကိုမဉဏ်ဖူဉဏ်နဲ့မျက်မှောက်ပြုတဲ့အထိပိစုပန်ဘဝမှာလည်းပဲအထက်တန်းကြကြအနေအထိုင်စိတ်တဲ့မြင့်မြင့်မားမားနဲ့လူသားဆန်ဆန်နေသွားခြင်းပါတယ်တန်တရာမှာလည်းပဲလူသားဆန်ဆန်နဲ့အထက်တန်းကြကြနေပြီးတော့နောက်ဆုံးမှာမဉဏ်ဖူဉဏ်နဲ့နိဗ္ဗာန်မျက်မှောက်ပြုတဲ့အထိကြီးပွားတိုးတက်ခြင်းပါတယ်ဆိုရင်ဒီအင်္ဂါ၃ချက်နဲ့ပြည့်စုံအောင်လုပ်ပါလို့ဆရာတော်ဘုရားကြီးကရေးသားမှာသွားပါတယ်အဲ့တော့ဒီ၃ချက်ဟာအလုံးသိပြီးသားတွေပါပဲဒါလေးကိုဘုန်းကြီးရဲ့အကျယ်ထည့်ပြီးတော့ပြောပေးမယ်ပြောတဲ့အခါမှာကိုမသိသေးတာလေးတွေသိသွားလို့ရှိရင်ဒါတရားနာရကြိုနဲ့တယ်သိပြီးသားဆိုရင်လည်းပဲတချို့တန်တရားတွေကင်းရှင်းသွားမယ်ဆိုရင်တရားနာရကြိုနဲ့တယ်အဲ့တော့နံပါတ်1ဘာကောင်းရမလဲဆိုတော့အနေလဲကောင်းတယ်အနေထိုင်ကောင်းရမယ်တဲ့ဒါနံပါတ်1အချက်နံပါတ်2ကစိတ်လဲကောင်း၍တဲ့အနေထိုင်ကောင်းရုံနဲ့ကြီးပွားတိုးတက်ပြီလားဆိုတော့အနေထိုင်တော့ကောင်းပါရဲ့စိတ်သက်မြင့်မြတ်မှုမရှိရင်လည်းပဲဒီပုဂ္ဂိုလ်မျိုးဟာထင်တိုင်းမပေါက်တတ်ဘူး
ဒါကြောင့်မို့နံပါတ်1စိတ်တက်လည်းပဲစိတ်ထားလည်းပဲကောင်းမြတ်ရမယ်မွန်မြတ်ရမယ်ဖြူစင်ရမယ်တဲ့နံပါတ်3ပါလဲဆိုတော့ပညာတက်ရမယ်တဲ့ပညာတက်တယ်ဆိုတဲ့အပိုင်းကိုလည်းပဲနှစ်ပိုင်းခွဲပြီးတော့နောက်ပိုင်းမှာဘုန်းကြီးတက်နိုင်တယ်များပြောပေးပါမယ်ဘွဲဒီဂရီတက်ကိုပညာတက်တယ်လို့ခေါ်လို့မရပါဘူးခေါ်လို့ရတဲ့ပိုင်းရှိတယ်လို့ခေါ်လို့မရတဲ့ပိုင်းတွေလည်းပဲရှိတယ်ဒါကြောင့်မို့အမျိုးသားတစ်ယောက်အမျိုးသမီးတစ်ယောက်သို့မဟုတ်ယဟန်ရှင်လူတွေကယဟန်ပဲဖြစ်ဖြစ်ကိုရင်ပဲဖြစ်ဖြစ်သီလရှင်ဆရာလေးပဲဖြစ်ဖြစ်လူ့ကြောင့်အမျိုးသားမျိုးသမီးပဲဖြစ်ဖြစ်ဘုပ္ပစ္စုပန်ဘဝမှာရောတန္တရာမှာရောသိပြီးတော့စိတ်တဲ့မြင့်မြင့်မားမားနဲ့အနေထိုင်သူတော်စင်တွေလိုအနေထိုင်ကောင်းကောင်းနဲ့နိဗ္ဗာန်မျက်မှောက်ပြုသည့်အထိကြီးပွားတိုးတက်ခြင်းပါတယ်ဆိုရင်နံပါတ်1အနေထိုင်ကောင်းရမယ်အနေကောင်းရမယ်နံပါတ်2စိတ်ထားကောင်းရမယ်စိတ်တဲ့ဖြူစင်ရတယ်နံပါတ်3ပညာတက်ရတယ်တဲ့ဒီ3ချက်နဲ့ပြည့်စုံမှအများကျိုးကိုလည်းပဲဆောင်ရွက်နိုင်ပြီးတော့ပါရမီတွေဖြည့်စွမ်းနိုင်တယ်မိမိကိုယ်ကိုလည်းပဲသူတော်ကောင်းရဲ့ကျင့်စဉ်တွေကျင့်ပြီးတော့နိဗ္ဗာန်တည်မျက်မှောက်ပြုပြီးတော့ကြီးပွားနိုင်ပါတယ်ဆိုပြီးတော့ဆုံးမသွားခဲ့ပါတယ်အဲ့တော့ဒီအချက်လေးကိုဘုန်းကြီးကတစ်ချက်ချင်းအားလုံးနားလည်အောင်အများနားလည်အောင်ရှင်းပေးပါမယ်အဲ့တော့နံပါတ်1အနေလဲကောင်းစိတ်လဲကောင်းရည်ဆိုတဲ့ထဲမှာအနေကောင်းရမယ်ဆိုတာဘာကိုပြောတာလဲလို့မေးရင်ဘုန်းကြီးတို့အနေကောင်းတယ်ဆိုတာတခါတခါမှတွေလည်းပဲသိတော့သိမှာသို့တော့ပြည်သေးချာပြောတမ်းမှာဆိုရင်တော့ပြောချင်မှပြောတတ်ပါလိမ့်မယ်အဲ့တော့အနေကောင်းတယ်ဆိုတာဘုန်းကြီးတို့နံပါတ်1ရှောင်ကျင်ရမယ်ကိုချင်းသီလနဲ့လည်းပြည့်စုံရတယ်နံပါတ်2လိုက်နာကျင့်သုံးရမယ်ကိုချင်းသီလနဲ့လည်းပြည့်စုံရမယ်တဲ့ဒီနှစ်ချက်နဲ့ပြည့်စုံတာကိုအနေကောင်းတယ်လို့ခေါ်ရပါတယ်ဘုန်းကြီးပြန်ပြောမယ်အနေကောင်းလဲကောင်းစိတ်လဲကောင်းရည်ဆိုတဲ့နေရာမှာနံပါတ်1အနေကောင်းရမယ်ဆိုတာဘာပြောတာလဲဆိုရင်ရှောင်ကျင်ရမယ်ကိုချင်းသီလနဲ့လည်းပြည့်စုံတယ်နောက်ပြီးတော့လိုက်နာကျင့်သုံးရမယ်ကိုချင်းသီလနဲ့လည်းပြည့်စုံတယ်ဒါကိုစာပေမှာတော့ဘုန်းကြီးတို့ရှောင်ကျင်ရမယ်သီလကိုဝါရိတသီလလိုက်နာကျင့်သုံးရမယ်ကိုချင်းသီလကိုတော့စာရိတသီလလို့ဒီလိုသုံးနှုံးပါတယ်အဲ့တော့အနေကောင်းခြင်းတဲ့ပုဂ္ဂိုလ်ဖြစ်ချင်လို့ရှိဖြစ်ချင်ပါတယ်ဆိုလို့ရှိရင်ရှောင်ကျင်တဲ့သီလကိုလည်းပဲရှောင်ကျင်ဆောင်စည်းရမယ်လိုက်နာကျင့်သုံးတဲ့ကိုချင်းသီလတွေကိုလည်းပဲကျင့်ဝတ်တရားတွေကိုလည်းပဲဖြည့်ကျင့်ပြီးတော့လိုက်နာကျင့်သုံးရတယ်ဒီနှစ်ချက်နဲ့ပြည့်စုံရင်အနေကောင်းပြီလို့ဒီလိုသုံးသပ်လို့ရပါတယ်အဲ့တော့လူတွေအတွက်ဘုန်းကြီးပြောကြစို့လူတွေအတွက်ရှောင်ကျင်ရမယ်ဝါရိတသီလဆိုတာဘာပြောတာလဲဆိုရင်၅ပါးသီလကိုပြောတာပါတာမဏေတွေအတွက်ဆိုလို့ချင်း10ပါးသီလတေခိယထဲမှာပါတဲ့တရားတွေရောကိုသဘောအဲ့တော့ထူအားဖြင့်တော့10ပါးသီလလိန်10ပါးဒဏ်10ပါးဒီတရားတွေကိုရှောင်ကျင်ရပါတယ်ယဟန်တော်တွေဆိုလို့ချင်းလည်းပဲ229သွဲသိက္ခာပုဒ်တွေဝိနည်းသိက္ခာပုဒ်ဥပဒေတွေဒါတွေဟာရှောင်ကျင်ရမယ်သီလတွေတဲ့လူတွေအတွက်ကိုဘုန်းကြီးအဓိကထားပြောပေးမယ်ပါသီလဆိုတာနံပါတ်1သူများအသက်ချင်းတရားတွေကလည်းပဲရှောင်ကျင်ရတယ်နံပါတ်2သူတစ်ပါးဥစ္စာကိုကိုနှုံးနဲ့မပေးတဲ့ပိုင်ရှင်ကကိုနှုံးနဲ့မပေးတဲ့ပစ္စည်းဥစ္စာကိုခိုးယူခြင်းဒီကိစ္စတွေကလည်းပဲရှောင်ကျင်ရတယ်နံပါတ်3သူတစ်ပါးရဲ့အိမ်တော်ရှိတဲ့သားပြိုအိမ်တော်မရှိတဲ့ပုဂ္ဂိုလ်တွေရောအိမ်တော်ရှိတဲ့ပုဂ္ဂိုလ်တွေရောသူတစ်ပါးရဲ့အိမ်ယာကိုပြစ်မှားခြင်းကလည်းပဲရှောင်ကျင်ရပါတယ်နံပါတ်4မူသားစကားလိန်ညာပြောဆိုခြင်းကရှောင်ကျင်ရပြီးတော့နံပါတ်5သေရဲ့တောက်စားခြင်းမူရစ်စေဝါသုံးဆွဲခြင်းကရှောင်ကျင်ရတယ်တဲ့ဒီ5ချက်နဲ့ပြည့်စုံမှအနေကောင်းတယ်ဆိုတဲ့အစိတ်ပိုင်းထဲမှာတစ်စိတ်တစ်ပိုင်းဖြစ်နေပြည့်စုံသွားပါတယ်အဲ့တော့ဘုန်းကြီးတို့မိဘတယောက်ဆရာသမားတယောက်ကကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့တပည့်တွေဒီလိုပုဂ္ဂိုလ်တွေဟာသူများတက်တယ်ဆိုရင်မတက်ဖို့ရအတွက်ပြောပေးရတယ်သူများတက်လို့ရှိရင်ဘာဖြစ်လဲအသက်တိုးတတ်တယ်အနာများတတ်တယ်ယောဂပေါ်တတ်တယ်ဒါမျိုးလေးတွေကြိုးကြောင်းလေးတွေပြပြီးတော့ဒီအနေကောင်းအောင်ကိုချင်းသီလကောင်းအောင်ပြောပေးရပါတယ်အဒိဏဒါနသိက္ခာဘုသူများအသက်သူများရဲ့ပစ္စည်းဥစ္စာတွေကိုခိုးတယ်ခိုးနည်းတွေကလည်းပဲအများကြီးရှိတာပဲဘုန်းကြီးတို့ဈေးရောင်းဈေးဝယ်လုပ်ရင်းနဲ့ခိုးနည်းရှိတယ်လို့ကုံရောင်းကုံဝယ်လုပ်ရင်းနဲ့ကုံသွဲရင်းနဲ့အစိုးရလာကစားလုပ်ရင်းနဲ့ခိုးနည်းတွေလည်းပဲအများကြီးရှိတယ်ဒါမျိုးတွေကိုလုံးပြီးဖို့တမ္မာအာဇီဝနဲ့တက်နိုင်တဲ့မြမိမိတို့စွမ်းအားရှိတဲ့မြသီလရှောင်ကျင်မှုစောက်တီးဖို့ဒါမျိုးလေးတွေပြောပေးရပါတယ်အဒိဏဒါနသူများဥစ္စာကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေခိုးမိပြီဆိုရင်ဘာဖြစ်တယ်လဲမေးရင်ဖြစ်ရဘဝတိုင်းမှာဒါနတရားပါတဲ့အတွက်စီစဉ်ဥစ္စာတော့ကြီးကျယ်ပါရဲ့တဲ့သို့တော့
စီးပွားလေးဖြစ်မယ်မကြံသေးဘူးရေရန်သူကြီးတွေကရေတွေတိုင်မျောသွားလို့ခုလိုနာကဲမုံတိုင်းမျိုးပေါ့ရေတွေတိုက်စားသွားတဲ့အတွက်ရှိသမျှစီစိမ်ပြောင်းသွားတယ်နောက်တခါတည်းရမှာယရနာဘုံဈေးကြီးတွေမီးလောင်တယ်လို့စီးပွားရေးလေးဖြစ်မယ်မကြံသေးဘူးမီးတွေအကြီးကျယ်လောင်သွားတယ်တခါတည်းရစီးပွားရေးဖြစ်မယ်မကြံသေးဘူးတခိုးကိုသွားတယ်ဓမြတိုက်သွားတယ်တခါတည်းရကြတော့လည်းပဲအစိုးရမင်းတွေကပြည်သူပိုင်းဖြစ်တဲ့အချောင်သိပ်ပြီးတော့သိမ့်ပိုက်သွားတယ်ဒီလိုရန်သူမျိုး၅ပါးကြောင့်ပျက်စီးတယ်ဆိုတာအကြောင်းမဲ့မဟုတ်ပါဘူးရှေးဘဝကကိုကနေပြီးတော့အဒိဏဒါနသူတစ်ပါးရဲ့ပစ္စည်းဥစ္စာတွေကိုတိတိသားသားဖြစ်စီမတိမတာဖြစ်စီခိုးခဲ့တဲ့အဒိဏဒါနကံကြောင့်ဖြစ်တာလို့ဒီလိုအကျိုးကြောင့်လေးတွေပြောပြီးတော့ကိုယ်တိုင်လည်းပဲအဒိဏဒါနကစောင့်ကြည့်ရတယ်ကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့တပည့်တွေကိုလည်းပဲဒီသိက္ခာပုဒ်ကရှောင်ကျင်အောင်ဒီသိက္ခာပုဒ်ကရှောင်ကျင်မှလူတော်လူကောင်းဖြစ်တဲ့အကြောင်းလေးတွေပြောပြီးတော့ဆုံးမပေးရပါတယ်ဒါကအဒိဏဒါနသူတစ်ပါးသက်ရင်အသက်တိုးတတ်တယ်အနာများတတ်တယ်သူများဥစ္စာခိုးလို့ရှိရင်စီးပွားရေးလေးဖြစ်လာလို့ရှိရင်ရေမီတခိုးမွေကန်စိုးနောက်ပြီးတော့တိုင်းပြည်မှာအုပ်ချုပ်တဲ့မင်းစိုးသူတို့ကနေပြီးတော့သိမ့်ပိုက်ပြီးတော့စီးပွားဥစ္စာတွေပြတ်တတ်တယ်ဆိုတဲ့အကျိုးရတတ်တယ်နောက်ကာမေတုမိစ္ဆာစာရသူတစ်ပါးရဲ့အိမ်တော်ရှိတာမရှိတာမရှောင်မနဲ့ပြင်မာတတ်တဲ့ပုဂ္ဂိုလ်တွေကြတော့ဖြစ်ရဘဝတိုင်းမှာရန်သူသိမ့်များတတ်ပါတယ်မိမိဒီဘဝမှာဘာဘသူဖြင့်အေးအေးဆေးဆေးလေးနေတာဒါပေမဲ့ရန်သူတွေကပေါ်လိုက်တာသူ့ကိုဟိုလူကမုန်းဒီလူကမုန်းနေဆိုတာအကြောင်းပဲမဟုတ်ပါဘူးဒီပုဂ္ဂိုလ်ကရှေးဘဝတုန်းကဒီသိက္ခာပုဂ္ဂိုလ်ကျူးလွန်ခဲ့လို့တဲ့သူတစ်ပါးရဲ့သားပြိုသမီးပြိုတွေကစပြီးဖြည့်ဆည်းတဲ့ပုဂ္ဂိုလ်တရားကနောက်ဘဝမစောင့်ပါဘူးဒီဘဝမှာပဲရန်သူတွေဝိုင်းဝိုင်းလဲနေတတ်ပါတယ်မိခင်ဖခင်တွေကကိုယ့်ရဲ့သားတွေသမီးတွေဒါမှမဟုတ်ကိုယ့်ရဲ့ညီမတွေရှိနေကြတယ်စော်ကားတယ်ဆိုလို့ရှိရင်အချက်တကွဲကျိုးနဲ့လှုပ်တယ်ဆိုလို့ရှိရင်အလိုလိုစိတ်ထဲကမုန်းတီးယွန်ရှာသွားတာဒါတမ္မရာပါပဲဒါကြောင့်မို့ဒီသိက္ခာကိုကျူးလွန်ပြီးပြီဆိုရင်ဖြစ်ရဘဝတိုင်းမှာဘာဖြစ်တတ်တယ်ရန်သူပေါ်တတ်တယ်တဲ့အလကားနေရင်ကိုယ်မျက်နှာမြင်လိုက်ရင်ကိုပဲဘေးကနေပြီးတော့ရန်သူလိုသဘောထားပြီးအမုန်းပွားတတ်တာဟာအချောင်အမုန်းခံရတတ်တာဒီသိက္ခာကိုကျူးလွန်ခဲ့လို့ဒါတွေကိုကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့တပည့်တွေကိုပြောပြပြီးတော့ဒီသိက္ခာပုဒ်ကရှောင်ကျဉ်ဖို့ဒါမျိုးလေးတွေပြောရင်ဒါတွေကအနေကောင်းတယ်ကိုချင်းသီလကောင်းတယ်လို့ပြောလို့ရပါတယ်နောက်စတုထအချက်ကမုတာဝါဒမုတာဝါဒလည်းပဲသိရေးကြီးပါတယ်မူသားစကားပြောတဲ့ပုဂ္ဂိုလ်ဟာဘုန်းကြီးတို့စာပေမှာမလုံရဲတဲ့အကုသိုလ်မရှိဘူးတဲ့သူကသူတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒါမှမဟုတ်အိမ်တော်ဦးစီးပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘုန်းကြီးပဲဖြစ်ဖြစ်သီလရှင်ပဲဖြစ်ဖြစ်လိမ်ညာပြီးတော့မဟုတ်တာပြောတတ်တဲ့ပုဂ္ဂိုလ်ဟာအကုသိုလ်မလုံရဲတဲ့အကုသိုလ်မရှိဘူးသူကလည်းပဲလိမ်လို့ရှိရင်အလုံးရနေတယ်ဆိုတာသိနေတော့မဟုတ်တာလည်းပဲလုပ်မဟုတ်တာလည်းပဲပြောသူလောကမှာသူဒီလိုပုဂ္ဂိုလ်မျိုးမလုံရဲတဲ့အကုသိုလ်မရှိဘူးဆိုပြီးမြတ်စွာဘုရားကဧကံဓမ္မံတိတတမုတာဝါဒိတဇန္တုနောဝိဒိဏပရာလောကတာနတ္ထိပါပံအာကာရိယံတဲ့သစ္စာတရားတစ်ခုကိုကြော်လွန်ပြီးတော့မူသားစကားပြောလို့ရှိတဲ့ပုဂ္ဂိုလ်ဟာလောကမှာယဟန်တို့တဲ့မလုံရဲတဲ့အကုသိုလ်မရှိဘူးဆိုပြီးစိန်စမာနဆိုတဲ့အမျိုးသမီးကိုအကြောင်းပြုပြီးတော့စိန်စမာနကမြတ်စွာဘုရားကိုကိုယ်ဝန်နဲ့ဆွဆွဲခဲ့ပါတယ်အဲ့ဒီအမျိုးသမီးကိုအကြောင်းပြုမြတ်စွာဘုရားကမုဒဝါဒနဲ့ဆက်ပြီးတော့လောကမှာလိန်တဲ့ညာတက်တယ်ဆိုတာတာမင်ညကြည့်ရင်တော့အမှုလေးသေးသေးလေးလို့ထင်တယ်တဲ့သို့တော့လိန်တဲ့ညာတက်တဲ့ပုဂ္ဂိုလ်ဟာတိုင်းပြည်ကောင်းဆောင်ဖြစ်လည်းပဲဒီလိုပုဂ္ဂိုလ်မျိုးဟာလိန်ညာလို့ရှိရင်ရတယ်လို့သိသွားလို့ရှိရင်ဒီပုဂ္ဂိုလ်မျိုးမလုံရဲတဲ့အကုသိုလ်လုံးဝမရှိတော့ဘူးတိတ်ကြောက်စရာကောင်းတယ်တဲ့ဒါကြောင့်မို့လိန်နဲ့ညာတဲ့ပုဂ္ဂိုလ်မဖြစ်ဘူးလိန်ညာလို့ရှိရင်ဘဝတိုင်းဘာဖြစ်တယ်လဲစကားမပီတာတို့သွားမညီတာတို့စကားပြောလိုက်လို့ရှိရင်ပါဇက်ထဲကနေပြီးတော့ပုတ်စောအာပုတ်စောနန္တတာတို့ဒီအကျိုးတွေသွားပြီးတော့ဖြစ်တတ်ပါတယ်ဒါလေးတွေကိုကိုယ့်ရဲ့သားသမီးတွေပြုစုပြောထောင်ပြီးတော့အနေကောင်းတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်လည်းပဲဖြစ်အောင်သားသမီးတွေကိုလည်းပဲအနေကောင်းတဲ့ပုဂ္ဂိုလ်လေးတွေဖြစ်လာအောင်ဆရာဆရာမတွေဆိုရင်လည်းပဲကိုယ့်ရဲ့တပည့်လေးတွေကိုယ့်ရဲ့တူတွေတူမလေးတွေကိုယ့်ရဲ့ပဝန်းကျင်ကိုအနေကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ဒီလိုမုတာဝါဒပြောကြားခြင်းကလည်းပဲရှောင်ကျင်ခြင်းစိတ်ရှိအောင်ကြိုးကြောင်းလေးတွေနဲ့ပြောဆိုဆုံးမရတယ်တဲ့ဒါမှအနေကောင်းတယ်လို့ခေါ်ရတယ်တဲ့နောက်ဆုံးတစ်ချက်ကဘာလဲဆိုတော့သူရာမေရိယဆိုတာကုသိုလ်ကောင်းမှုတွေကိုမေ့လျော့စေတတ်တဲ့သေရက်တောက်စားခြင်းဒီခေတ်မှာတော့အဲ့ဒီတဲ့ရင့်ကျက်တဲ့နံပါတ်4တို့ဘိန်းဖြူတို့မူရစ်ဆေးဝါးတို့ဒီထဲပါတာပါပဲအဲ့တော့ဒီဟာတွေကကုသိုလ်ကောင်းမှုကိုမေ့လျော့စေတတ်တယ်ဒီဘဝမှာလည်းပဲသူရမေရိယအရက်သေးစားတွေများများတောက်လာလို့ရှိရင်လူစိတ်ကင်းပြီးတော့ဖြစ်ရဘဝတိုင်းမှာဘာဖြစ်တယ်လဲအုံမတ္တကတန်ဝတ္တဏီကိုတဲ့
ယူးကြောင်ကြောင်ဖြစ်တတ်တယ်အုံနောက်တွေကြက်မပြည့်တဲ့ပုဂ္ဂိုလ်ဖြစ်တတ်တယ်ဒါလေးသတိထားရတယ်အမျိုးသမီးပဲဖြစ်ဖြစ်မျိုးသားပဲဖြစ်ဖြစ်ဒီဘဝမှာပစ္စည်းဥစ္စာလည်းရှိပါရဲ့ရုပ်လည်းချောပါရဲ့ပညာလည်းတက်ပါရဲ့တခါတည်းမှာစိတ်တွေကြောင်ကြောင်ချဖြစ်ပြီးတော့ယူးကြောင်ကြောင်အုံနောက်မပြည့်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာဘဝတန်ត្រာကဒီအရေးသေရက်တွေကိုမူရစ်စေဝါတွေကိုသုံးဆွဲများခဲ့လို့တဲ့တခါတည်းမှာဘုန်းကြီးတို့ဒီဘဝမှာပဲကြည်ပေါ့တချို့ပုဂ္ဂိုလ်တွေအတောက်များပြီးမနှလင်းချိန်ကနေစပြီးတော့ညနေထိတောက်တယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာအချိန်မရွေးမူးနေပြီဆိုရင်လူစိတ်တွေကင်းပြောင်းပြီးတော့ပြောချင်ရပြောလှုပ်ချင်ရလှုပ်အော်ချင်ရအော်အရက်ထဲမှာသိပြီးတော့စိတ်နှောက်ယှက်ပေးပါတယ်သူ့ကိုလည်းပဲဘေးကနေပြီးတော့အယူသဘောလိုထားပြီးတော့ဒီလိုပဲခွင့်လွတ်နေရတာအဲ့တော့နောက်ဘဝတောင်မှတခါတည်းမဆောင်မဲနဲ့ဒီဘဝမှာပဲအကျိုးပေးတတ်ပါတယ်ဒါကြောင့်မို့ဒါလေးတွေကတတိထားရတယ်အဲ့တော့ကိုယ်တိုင်လည်းပဲဒီသေရဲ့တောက်တာမူရစ်စေဝါတွေသုံးဆွဲတာဒါတွေကိုမလုပ်ဘဲနဲ့သားသမီးတွေကိုယ့်ရဲ့တပည့်တွေတူတွေတူမတွေကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်းပဲဒီဟာတွေကနေရှောင်ကျဉ်စေပြီးတော့အနေကောင်းအောင်လုပ်ပါတဲ့ဒီလို၅ပါးသီလအနေကောင်းပြီဆိုရင်ဘဝမှာတိုးတက်ကြီးပွားဖို့တန်ត្រာမှာလည်းပဲသီလကိုကျင့်တရားတွေမြင်မာပြီးတော့နိဗ္ဗာန်တိရောက်ဖို့အထောက်ပံ့တွေအများကြီးဖြစ်သွားပါတယ်ဒါကြောင့်မို့ဘုန်းကြီးတို့ဆရာတော်ဘုရားကြီးပြောခဲ့တဲ့အနေလဲကောင်းစိတ်လဲကောင်း၍ကောင်းကောင်းပညာတက်မှသာငါကြီးပွားမည်ဆိုတဲ့ထဲမှာအနေကောင်းတယ်ဆိုတဲ့နေရာမှာနံပါတ်1ဝါရိတသီလဗမာလိုပြောရင်တော့ရှောင်ကျင်တဲ့ရှောင်ကျင်တိုက်စောင့်စည်းတဲ့စောင့်စည်းတိုက်တဲ့ကိုချင်းသီလနဲ့ပြည့်စုံတယ်ဆိုတာ၅ပါးသီလနဲ့ပြည့်စုံရပါတယ်၅ပါးသီလနဲ့ပြည့်စုံရင်အနေကောင်းတာမပြည့်စုံသေးပေမဲ့တဝက်တော့ပြီးစီးသွားပြီတဲ့အနေကောင်းမှုတဝက်သေးချာသွားပြီတဲ့ဘုန်းကြီးတို့ဒီသုရမေရိယသိက္ခာပုဒ်နဲ့ပတ်သက်လို့လည်းပဲတချို့ခေပညာတတ်တွေကမေးတတ်ကြတယ်အရှင်ဘုရားသူများတတ်တယ်ဆိုတာထားပါတော့သူများကိုထိခိုက်တယ်သေချေပျက်စီးသွားတယ်သူများဥစ္စာခိုးတယ်ဆိုတာလည်းပဲသူများပေါ်မှာထိခိုက်ပါတယ်သူရဲ့ဘာရဲ့သားပြုသမီးပြိုတွေသို့မဟုတ်အိမ်တော်ရှိသားမယားတွေကိုစော်ကားတာလည်းပဲသူများအကျိုးထိခိုက်ပါတယ်မူသားစကားလိန်လို့ရှိရင်လည်းတခါတရံသူတစ်ပါးအကျိုးတွေထိခိုက်တတ်တယ်ဒါပေမဲ့လို့တဲ့သေရက်တောက်တဲ့အခါမှာကိုယ့်အကိုနည်းနည်းပါးပါးလေးတောက်ဒါမှမဟုတ်လည်းပဲတောက်ပြီးတော့အိမ်သွားအိမ်နေလို့ရှိရင်ဘယ်သူမှမထိခိုက်ဘူးအဲ့တော့ဘာဖြစ်လို့သေရက်တောက်တာကို၅ပါးသီလတွေထည့်တာလဲဆိုပြီးတော့ဒီခေတ်မှာလည်းပဲမေးကြတယ်လို့ဘုန်းကြီးတို့မင်းတုံမင်းကြီးလက်ထက်ကသင်္ကစားဆရာတော်ဘုရားကြီးကိုလည်းပဲတခါတယောက်ကဒီပြဿနာမေးခဲ့ဘူးလေတခါကအရက်ကြိုက်ပုံရပါတယ်အရက်တောက်တဲ့တခါဖြစ်ပုံရပါတယ်အဲ့တော့မြတ်စွာဘုရားက၅ပါးသီလတွေထည့်ပြီးတော့ဒီသေရက်မတောက်ရဆိုတာ၅ပါးသီလတွေထည့်ထားတော့သူသိကြိုက်ပုံမရဘူးသူစဉ်းစားကြည့်တော့လည်းပဲသူပြောတာဟုတ်နေတာပဲအရက်ကလေးတောက်ပြီးတော့အိပ်ရတဲ့သွားအိမ်နေဘယ်သူမှမထိကြိုက်ဘူးရှစ်သီလ၄ပါးကတော့သူများတက်သူများဥစားကိုသူတော်ရဲ့အိမ်ယာတွေပြင်းမှားနောက်ပြီးတော့မူသားစကားတွေကြီးကျယ်ပြောရင်သူတစ်ပါးကြိုးထိကြိုက်တယ်ကျိုးသူတစ်ပါးကြိုးထိကြိုက်တဲ့အတွက်ပစ္စုပန်ရောတန္တရာရောမကောင်းတဲ့အတွက်၅ပါးသီလထဲမှာအမြဲတမ်းစောင့်ထိန်ရမယ်အမျိုးသားတယောက်မျိုးသမီးတယောက်ခါဖို့ပစိုးလို့အမြဲတမ်းပဲစောင့်စည်းရမယ်သိက္ခာပုဒ်အနေနဲ့ပညတ်တာကောင်းပါတယ်တဲ့ဒါပေမဲ့သေရက်တောက်တာကြတော့သူသိပ်ပြီးတော့မကြိုက်ဘူးသေရက်တောက်ပြီးတော့သူများကိုမထိကြိုက်ပဲနေအောင်ရတာပဲမြတ်စွာဘုရားကဘာဖြစ်လို့ဒီသိက္ခာပုဒ်ကို၅ပါးသီလတွေထည့်ပြီးတော့ပညတ်ရတာလေလို့ဒီလိုမေးခဲ့ဘူးပါတယ်သင်္ကစားဆရာတော်ဘုရားကြီးကိုမေးခဲ့ဘူးတယ်ပေါ့ဘုန်းကြီးတို့ဒီခေတ်မှာလည်းပဲတချို့အမျိုးသမီးတွေရစပြီးဘီယာတောက်နေတော့ဒီမေးခွန်းတွေကိုမေးချင်ကြမှာပဲအဲ့တော့သင်္ကစားဆရာတော်ဘုရားကြီးကနားလည်အောင်ဒီတကာကိုဥပမာလေးနဲ့ဖြေလိုက်တယ်တကာတော့တဲ့ရှေးတုန်းကမြေဖိုး2ယောက်ရှိကြတယ်ဒီမြေဖိုး2ယောက်မှာလည်းပဲနွားတွေ50-50ကောင်လောက်မွေးထားတာရှိတယ်တဲ့အဲ့တော့မြေဖိုး2ယောက်ကအဖိုးဖြစ်တဲ့လူနဲ့မြေဖြစ်တဲ့လူကအိမ်ပေါ်ထက်မှာအိတ်ကြတယ်အိမ်အောက်ထက်မှာတော့ညဆိုလို့ရှိရင်မွေးထားတဲ့နွားတွေ50-50ကောင်လောက်ကိုခြီထားရတယ်အဲ့တော့ဖိုးဖြစ်တဲ့လူကအိမ်ပေါ်ရောက်လို့အိတ်ခါနီးလို့ရှိရင်သူ့ရဲ့မြေးလေးကိုမေးတဲ့ငါမြေးအောက်ကဂျိုးတောင်ကလေးကျိုးချီပြီးပြီလားကွဒါမျိုးမေးတဲ့အဲ့တော့နေခါမှာတော့နွားတွေကဟိုကြောင်းဒီကြောင်းနဲ့လွတ်ထားရတယ်မြေးလေးရဲ့နွားတွေလိုက်ကြောင်းတခါတည်းကျိုးမပါဘူးပေါ့အဲ့တော့အိမ်အောက်ခြီတဲ့အခါမှာဆိုလို့ရှိရင်အိမ်အောက်မှာတွင်းတဲ့အခါမှာဆိုရင်တော့ဒီဂျိုးတောင်လေးကိုကျိုးချီထားရတယ်အဲ့တော့အဖိုးဖြစ်တဲ့လူကငါမြေးဂျိုးတောင်လေးကျိုးချီပြီးပြီလားလို့မေးတော့အဖိုးကိုခြီပြီးပါပြီနောက်ရက်ကြတော့လည်းပဲဒီတိုင်းပဲငါမြေးဂျိုးတောင်လေးကိုကျိုးချီပြီးပြီလားခြီပြီးပါပြီကြာတော့မြေးဖြစ်တဲ့လူကအဖိုးရဲ့နွားတွေဒီလောက်50-50ကောင်ရှိနေတာ
အဖိုးကကြံတဲ့နွားတွေကိုတော့ကြိုးချီပြီးပြီလားလို့မမေးဘူးတဲ့ဘာဖြစ်လို့ဂျိုးတောင်လေးကိုကြိုးချီပြီးပြီလားလို့မေးရတာလဲဆိုပြီးတော့မြေဖြစ်တဲ့လူကသူ့ရဲ့ဖိုးကိုပြန်မေးတယ်အဲ့တော့ဖိုးဖြစ်တဲ့လူကသူ့မြေးနားလေအောင်ရှင်းပြတယ်ငါမြေးရဲ့တဲ့ဂျိုးတောင်လေးကသူ့ကိုကြိုးချီထားရင်တော့ကိစ္စမရှိဘူးတဲ့သူ့ကိုကြိုးချီမထားဘူးဆိုလို့ရှိရင်ဒီဂျိုးတောင်လေးကတိတ်ဆိုးတာတဲ့အခြားအိတ်နေတဲ့နွားတွေကိုနှောက်ယှက်တော့အခြားနွားတွေအေးရေးပြက်တာပေါ့တဲ့အေးရေးပြက်ပေါင်းများလာလို့ရှိရင်နွားတွေကျန်းမာရေးပြက်သွားနိုင်တယ်ဒါကြောင့်မို့အဖိုးကနေပြီးတော့ဂျိုတောင်လေးကတိတ်ဆိုးတဲ့အတွက်ဂျိုတောင်လေးကကြိုးချီမထားလို့ရှိရင်အခြားနွားတွေကိုနှောက်ယှက်တဲ့အတွက်အဖိုးကမေးရတာပါလို့ဒီလိုပြောတဲ့အဲ့တော့တင်္ကစားဆရာတော်ဘုရားကြီးကစောစောကအရက်တောက်တာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘာဖြစ်လို့သူရမေရိယသေရက်မတောက်ရလို့ပြညက်တာလဲဆိုတဲ့တကားကိုမေးတဲ့တကားကိုတင်္ကစားဆရာဘုရားကြီးကဘာလုပ်တာလဲဥပမာလေးနဲ့ပြန်ပြီးတော့ဖြေကြားခဲ့တာပါတကားတော့တဲ့ဒီလိုပဲတဲ့သူရမေရိယသိက္ခာပုဒ်ဟာဂျိုတောင်ကလေးနဲ့တူတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့သူရမေရိယသေရက်ကလေးတွေတောက်လာတယ်ပထမတော့နည်းနည်းပါးပါးမြည်ကြည့်တာပေါ့ဒုတိယအဆင့်ကျတော့ကြိုက်လို့နည်းနည်းတောက်လာတယ်တတိယအဆင့်ကျမတောက်ဖဲကိုမနေနိုင်လို့တောက်လာတယ်ဒီလိုအဆင့်တွေရောက်သွားတတ်တယ်အဲ့တော့သူရမေရိယတောက်လာပြီဆိုလို့ရှိရင်အမျိုးသားတစ်ယောက်ဟာသွေးဆိုးလာတတ်တယ်တဲ့အဲ့တော့ဘာဖြစ်လဲဂျိုတောင်လေးကသူ့ကိုချီမထားဘူးဆိုရင်ကြံတဲ့နွားတွေကိုပွေပြီးတော့ဘာလုပ်တယ်လဲအေးရေးပြက်အောင်နှောက်ယှက်တတ်တယ်လို့ပဲဟောဒီသူရမေရိယသိက္ခာပုဒ်ကလည်းပဲသူကသူတောက်ပြီးတော့အေးဆေးဆေးနေရင်တော့တော်သေးတယ်တဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်လူတက်မှုတွေဖြစ်တဲ့တနေ့ရပဲဘုန်းကြီးမန္တလေးဂျာနယ်ထဲမှာရွှေမန္တလေးဂျာနယ်ထဲမှာဖတ်လိုက်ရတယ်ဘာဖြစ်လဲဆိုတော့ဒကမာကြီးတယောက်က85နှစ်လောက်ရှိပြီ85နှစ်လောက်ရှိတော့သူ့ရဲ့မွေးစားသမီးတယောက်ရှိတယ်အိမ်တော်ကျသွားတဲ့အခါမှာတနေ့တော့သူ့ရဲ့မွေးစားသမီးနဲ့သူ့ရဲ့အိမ်သားရန်ဖြစ်ကြတာပေါ့အဲ့တော့85နှစ်လောက်ရှိတဲ့အဖွားကြီးတယောက်ကသူ့ရဲ့မွေးစားသမီးနဲ့မွေးစားသမီးရဲ့အိမ်သားကြားထဲမှာရန်မဖြစ်ဖို့ရအတွက်သွားပြီးတော့ပြင်တာဟိုမျိုးသားကလည်းပဲအရက်တွေတောက်လာပြီးတော့ဆူနေတဲ့အချိန်မှာဘာလုပ်လဲဆိုတော့အရက်တွေမူးပြီးတော့ဘာမသိညာမသိနဲ့အဲ့ဒီဒကမာကြီးကိုအနားနားလေးမှာရှိနေတဲ့တဝင်းရိုးနဲ့ရိုက်လိုက်တာချက်ချင်းသေသွားတယ်ဆိုပြီးတော့မနေ့ကတော့မှရွှေမန္တလေးသတင်းစာနယ်ထဲမှာခုတပတ်ထွက်တဲ့ထဲမှာဘုန်းကြီးဖတ်လိုက်ရတယ်ဒါဘာပြောတာလဲဆိုတော့ဂျိုတောင်လေးဟာတိတ်ဆိုးတယ်ဆိုတာသက်သေပြတာပါတကယ်လို့ဒီအမျိုးသားဟာသေရက်တာမတောက်ခဲ့ဘူးမမူးဘူးဆိုရင်သူ့ရဲ့အမျိုးသမီးရဲ့အမေကိုဒီလိုတတ်တဲ့အထိပြစ်မှုကျူးလွန်ခြင်းမှကျူးလွန်ပါလိမ့်မယ်စိတ်ထားလည်းပဲဒါလောက်ရိုင်းဆိုင်နေမှရိုင်းဆိုင်ပါလိမ့်မယ်ဒါပေမဲ့တေရက်တောက်လာပြီဆိုရင်သူများတက်ဖို့ဝန်မလေးတော့ဘူးဘာမှလည်းမသိတော့ဘူးညှင်းဆဲဖို့လည်းဝန်မလေးတော့ဘူးရံဖြစ်ဖို့လည်းဝန်မလေးတော့ဘူးပါဏာတိပါဒသီလတွေလည်းပဲအလွယ်တကူကျိုးသွားတော့တာပဲနောက်ပြီးတော့တေရက်ဆွဲလာပြီဆိုလို့ရှိရင်ရှိတဲ့ပစ္စည်းခိုးတယ်ကိုယ်အိမ်ကမရှိသူများအိမ်ကိုခိုးတတ်တယ်အဋ္ဌိဏဒါနသိက္ခာပုဒ်လည်းကျူးလွန်ဖို့လွယ်သွားတာပဲဂျိုတောင်လေးကသူ့ကိုချီမထားရင်ဒီမြင့်နွားတွေလိုက်ဝှေ့တယ်လို့ပဲခွေ့တယ်လို့ပဲဒီသူရမေတ္တာသိက္ခာပုဒ်ကသူတောက်ပြီးရင်တည်ရမယ်ဖြစ်ရမယ်ရိုက်ရမယ်ဝန်မလေးတော့ကိုယ်ဥစားမရှိရင်သူများဥစားခိုးမယ်ဒါလည်းပဲဝန်မလေးတော့မူရစ်စေဝါဆွဲတဲ့လူဆိုရင်ပို့ပြီးတော့သိုးတော့တာပဲရှိသမျှပစ္စည်းလိုက်ပြီးတော့ခိုးတော့တာပဲနောက်ပြီးတော့ဒီလိုမူးနေတဲ့အချိန်မှာသူတစ်ပါးရဲ့သားပြိုသမီးပြိုမရှောင်ဘူးအိမ်တော်ရှိတယ်မရှိတယ်မရှောင်ကျင်ပြီးတော့တခါတရံပြင်မားတဲ့စိတ်တွေနဲ့ပြင်မားမိတော့တာပဲဒါလည်းပဲသေရက်တွေမိမိရဲ့ပါဇက်ထဲမှာဝင်သွားတဲ့အခါမူးရလာပြီဆိုရင်ဒီကာမေတုမိစ္ဆာဇာတာသိက္ခာပုဒ်လည်းအလွယ်တကူချိုးဖြတ်မိတော့တာပဲတဲ့နောက်ပြီးတော့လိန်ညာပြောတယ်ဆိုတာလည်းပဲပါဇက်ထဲရှိတာရှောက်ပြောနေတော့သူစကားအမှန်ယူလို့မရတော့ဘူးတဲ့အယူနဲ့တူသွားတော့တာပဲဒါကြောင့်မို့တဲ့သင်္ကစားဆရာတော်ဘုရားကြီးကတကားတော်တဲ့မြတ်စွာဘုရားကသူရမေရိယသိက္ခာပုဒ်သေရက်မတောက်နဲ့မူရစ်စေဝါမသုံးဆွဲနဲ့ဆိုတာအဲ့ဒီဂျိုတောင်လေးနဲ့တူတဲ့အတွက်သူ့ကိုတိုင်မှာခြိထားရတာဆိုပြီးတော့မိန့်ကြားခဲ့ပါတယ်ခုလည်းပဲတချို့ခေပညာတတ်ပုဂ္ဂိုလ်တွေကမေးလာလို့ရှိရင်အဲ့ဒီသင်္ကစားဆရာတော်ဘုရားကြီးကမင်းတို့မင်းလက်ထက်တုန်းကတခါတယောက်ကိုမိန့်ကြားခဲ့တဲ့ဒီဟာနဲ့ပဲဘုန်းကြီးတို့ကတော့ဖြေရတော့မှာပဲဒါကြောင့်မို့သူရမေရိယသိက္ခာပုဒ်ကဂျိုတောင်လေးနဲ့တူတယ်တဲ့ဒီဂျိုတောင်လေးကိုခြိထားမှအခြားသောနွားတွေကိုအန္တရာယ်မပေးနိုင်တာဒီလိုပဲသူရမေတ္တာသိက္ခာပုဒ်ကိုတင်းတင်းကြပ်ကြပ်စောင့်စည်းမှကျန်တဲ့သိက္ခာပုဒ်တွေလည်းလုံခြုံနိုင်တယ်ဆိုတာကိုဒါဘုန်းကြီးကသိစေခြင်းလို့ပြောခြင်းဖြစ်ပါတယ်ဒါမှလည်းပဲအနေကောင်းတယ်ဆိုတဲ့အထက်မှာတစိမ့်တတာပြည့်စုံသွားတယ်တဲ့အဲ့တော့မေခွန်းတစ်ခုမေးเสียရှိလာတယ်အရှင်ဖေဟာ၅ပါးသီလလုံခြုံလေးနဲ့
ဒီပုဂ္ဂိုလ်ကအနေကောင်းတယ်လို့ပြောလို့ရပြီလားဒါလေးမေးခွန်းတစ်ချက်မေးစရာရှိလာတယ်တရားဓမ္မတွေလည်းပဲစဉ်းစားကြည့်ပါဥပမာအပြင်ကိုယ့်အိမ်မှာသားတစ်ယောက်သမီးတစ်ယောက်ရှိတယ်ငါးပါးသီလလို့လုံခြုံမှရဲ့သူများတက်မတက်ဘူးသူများဥစ္စာမကုတ်ဘူးလိမ်မပြောဘူးအရက်သေးစားမတောက်ဘူးဖဲမရိုက်ဘူးတခါတရံကြတော့လည်းပဲတရားဓမ္မတွေရဲ့လောကမှာပြောတာကိုယ့်ရဲ့သားသမီးတွေသားရဲ့သမီးရဲ့ဆွေးနွေးတဲ့ကဟာဘယ်ကလေးကတော့တော်တယ်အရက်မတောက်ဘူးဖဲမရိုက်ဘူးဒါလောက်ကလေးနဲ့အနေကောင်းတယ်လို့တရားဓမ္မတွေကဆုံးဖြတ်တတ်ပါတယ်ဒါမှန်သလားဆိုတာဘုန်းကြီးစီစစ်ပြပါမယ်ဒီလောက်ကလေး၅ပါးသီလလုံယုံနဲ့အေးအေးဆေးဆေးနေယုံနဲ့အနေကောင်းတယ်လူတော်လူကောင်းတယောက်မဖြစ်သေးဘူးဆိုတာဘုန်းကြီးကသိစေခြင်းပါတယ်လောကမှာရိုးသားယုံနဲ့မပြီးသေးပါဘူးထက်မြက်ဖို့ဆိုတာလိုအပ်ပါသေးတယ်အဲ့တော့ထက်မြက်ဖို့အတွက်ဘာလုပ်ရမလဲဆိုတော့စာရိတ္တသီလတဲ့ရှောင်ကျင်တဲ့သီလကိုရှောင်ကျင်ရတယ်လို့ကျင့်သုံးလိုက်နိုင်ရမယ်သီလကိုလည်းပဲကျင့်သုံးရပါတယ်ဘုန်းကြီးတို့ဥပမာတစ်ခုကြည့်လိုက်သာသမီတယောက်ရှိတယ်ဒီယနေ့တက္ကဦးမြင့်ဆွေတို့တက္ကမတော်ဆွေဆွေဝင်းတို့လည်းပဲသားတွေသမီးတွေရှိနေကြတယ်ဘေးမိသားစုတွေမှာလည်းပဲသားတွေသမီးတွေတပည့်တပန်းတွေရှိနေကြတယ်ဘုန်းကြီးတို့လည်းပဲတပည့်တွေရှိနေကြတယ်ကိုယ့်ရဲ့တပည့်တယောက်ဟာဘုန်းကြီးတို့တရားဓမ္မတွေလည်းပဲကိုယ့်ရဲ့သားသမီးတယောက်ဟာ၅ပါးသီလလေးလုံးပြီးတော့အယက်မတော့ယုံဖဲမရယုံနဲ့ဒါလူတော်လူကောင်းဖြစ်ပြီလားဆိုတော့မဖြစ်သေးပါဘူးအနေကောင်းပြီလားကိုချင်းသီလပြည့်စုံပြီလားဆိုတော့မပြည့်စုံသေးဘူးလို့ပဲဘုန်းကြီးတို့ကဖြေလို့ရပါတယ်ဘုန်းကြီးတို့စဉ်းစားကြည့်ပေါ့သားတယောက်သမီးတယောက်ဒုမဟုတ်တပည့်တပန်းတယောက်၅ပါးသီလတော့လုံခြုံပါရဲ့သို့ပေမဲ့ပြင်းလိုက်တာဘာမှမလုပ်ချင်ဘူးပညာရေးသင်ပါဆိုလည်းပဲမသင်ဘူးဒီကျင့်ဝတ်နေတဲ့ဆရာသမားတွေကဒီဟာလေးကိုကြက်ပါဆိုရင်မကြက်ဘူးမိဘတွေကတစ်ချိန်မှာဒုက္ခရောက်မှဆိုလို့အတန်းပညာလေးတွေကြိုးစားပါဒါမျိုးမလုပ်ဘူးဒါတွေက၅ပါးသီလထဲမှာမပါပါဘူးသူအပြင်းထူနေတာ၅ပါးသီလနဲ့သွားပြီးတော့အပြစ်တင်လို့မရပါဘူးနောက်ပြီးတော့ဒီပုဂ္ဂိုလ်ဟာအလုံးမလုံးခြင်းတာမိဘမကူညီခြင်းတာမိဘစကားနားမထောင်မဲနဲ့ပြန်မပြောနားမထောင်နဲ့အေးအေးဆေးဆေးနေတာဒါ၅ပါးသီလနဲ့ဘာမှမဆိုင်ပါဘူးဒါကြောင့်မို့၅ပါးသီလလုံခြုံယုံနဲ့ဒီဝါရိတသီလရှောင်ကျင်ရမယ့်သီလရှောင်ကျင်ပြီးတာနဲ့ကိုချင်းသီလကောင်းပြီလားဆိုတာစဉ်းစားစရာလေးတစ်ခုရှိပါတယ်နောက်ပြီးတော့ဘုန်းကြီးတို့ဆရာဆရာမတွေလည်းပဲတပည့်တွေတွေ့ဘူးမှာပဲတပည့်တယောက်ကတပည့်ကျင့်ဝတ်ဖြစ်တဲ့ဆရာသမားပေါ်မှာယူသေးရမယ်လေးစားရမယ်ရိုးရိုးသေးသေးဆက်ဆံရမယ်ဆရာဆရာမတွေကနေပြီးတော့ဒီစားကြက်ပါဒီလိုနေပါဆရာဆရာမတွေနဲ့တွေ့ရင်ဘလို့ရိုးသေးပေးပါပညာကိုကြိုးစားပါဒီလိုပြောတယ်တပည့်တယောက်ဖြစ်တဲ့လူကခုနလိုပေါ့သူများတက်မတက်ဘူးသူများဥစ္စာမကိုဘူးအရက်မတောက်ဖဲမရိုက်ဘူးဒါလောက်ကလေးနဲ့ပညာမကြိုးစားဘူးပြန်မပြောနားမထောင်နဲ့ပေးပေးတေးတေးလေးနေတယ်ဆိုရင်၅ပါးသီလနဲ့သွားပြီးတော့သူ့ကိုပြစ်တင်လို့မရပါဘူးဒါကြောင့်မို့ဒီ၅ပါးသီလလုံခြုံယုံလေးနဲ့အပြစ်ရှိသလားဒါမှမဟုတ်၅ပါးသီလလုံခြုံယုံလေးနဲ့ဒီပုဂ္ဂိုလ်ကအနေကောင်းပြီလားဆိုတာပြောဖို့သိပြီးတော့ခက်ပါတယ်မပြည့်စုံဘူးလို့ပဲပြောလို့ရပါတယ်ဘုန်းကြီးတို့တန်ဃာတွေလည်းပဲဒီတိုင်းပဲဘုန်းကြီးတို့လည်းပဲတပည့်တွေမွေးထားတာပဲတပည့်တွေမွေးပြီးတော့ဒီတပည့်တယောက်ဟာဘုရားပြုခြင်းပြုရပါတယ်နောက်ပြီးတော့ဝေယဝိဇ္ဇတပည့်စီလဲခြင်းလဲရပါတယ်စာကျက်ခြင်းကျက်ရပါတယ်ဆရာသမားရှိမှရိုးရိုးသေးသေးဆက်ဆံရပါတယ်သူကကြောင်းစည်းကမ်းကိုတော့မဖောက်ဘူးအပြင်ခိုးမထွက်ဘူးညစာခိုးမစားဘူးအရက်မတောက်ဘူးဒါလောက်ကလေးနဲ့ဒီတပည့်ကိုအနေကောင်းပြီလို့ပြောလို့မရပါဘူးနောက်မိဘတွေပဲကြည်လိုက်မိဘတွေကလည်းပဲဒီတိုင်းပဲကိုယ့်ရဲ့သားသမီးတွေတော့မွေးထားပါရဲ့သားသမီးတွေတော့ရှိပါရဲ့ဒါပေမဲ့ဒီသားသမီးတိုးတက်ရေးအတွက်ဂရုမစိုက်ဘူးသူကသူကြောင်းသွားခြင်းသွားအေးဆေးဆေးပဲနေမယ်ဆိုပြီးတော့ထားတယ်နောက်ပြီးတော့ကိုကပစ္စည်းဥစ္စာမပြည့်စုံသားသမီးတွေကြောင်းထားဖို့ငွေမရှိဘူးငွေရှာမပေးဘဲနဲ့အေးအေးဆေးဆေးလေးလိုက်ပြီးတော့လက်ဖေးဆိုင်ထိုင်ပြီးတော့အလကားထိုင်နေတယ်ဆိုရင်ဒီမိဘဟာ၅ပါးသီလတော့လုံခြုံပါရဲ့ရိုးသားပါရဲ့သို့တော့သားသမီးတွေအပေါ်မှာပညာသင်ပေးဖို့ငွေရှာမပေးဘူးလိမ္မာရင်ကြီးရှိအောင်ဆုံးမမပေးဘူးဆိုရင်ဒီမိဘဟာအနေကောင်းတယ်လို့ပြောလို့ရပါသလားဒါလေးဟာစဉ်းစားစရာရှိလာပါတယ်သိပြီးတော့ဒါလေးရလေးနဲ့ပါတယ်ဘုန်းကြီးတို့အများစုမိဘတွေကတော့အနေကောင်းတယ်ဆိုရင်ဟာဖဲမရိုက်ဘူးအရက်မတောက်ဘူးဒါမျိုးလေးလုပ်ရင်ပဲလူတော်လေးပဲဆိုပြီးတချို့ကဆိုရင်ကိုသားတွေသမီးတွေနဲ့အိမ်တော်ပတ်ပေးစားကြတာဒါလေးတစ်ချက်ကြည့်ပြီးတော့ပေးစားကြတာသိပြီးတော့မှားတယ်လို့ဘုန်းကြီးကတော့သုံးသပ်လို့ရပါတယ်အဲ့တော့ဘာလို့အသေးတယ်လဲဆိုတော့စာရိတ္တသီလဖြစ်ခြင်းရမယ်ကိုချင်းသီလကိုလည်းပဲဖြစ်ခြင်းရသေးတယ်တဲ့ဒါမှအနေကောင်းတယ်လို့ပြောလို့ရပါတယ်ဖြစ်ခြင်းရမယ်သီလဆိုတာဘာလဲမိဘဖြစ်လာရင်လည်းပဲမိဘကျင့်အောင်၅ပါးထဲမှာသာသမီတွေစာဝန်တွေပြေလျောင်းလုပ်ပေးရတယ်သာသမီတွေပညာတတ်ဖို့ကိုကနေပြီးတော့ငွေရှာပေးရတယ်ဉာဏ်ပညာမထက်မြက်တဲ့သာသမီထက်မြက်လာအောင်မလိမ္မာသေးတဲ့သာသမီလိမ္မာလာအောင်ရကျိုးရွာကျိုးကိုမတည်ပိုးခြင်းတဲ့သာသမီရကျိုးရွာကျိုးဆောင်ရွက်ခြင်းလာအောင်သာသနာတော်ကိုမကြည်ညိုတတ်သေးတဲ့သာသမီသာသနာတော်ကိုကြည်ညိုတတ်လာအောင်
ဒါမျိုးတွေဆောင်ရွက်မှာမိဘကျင့်ကိုကြေးပြီးတော့၅ပါးသီလလည်းလုံတယ်မိဘကျင့်ကိုလည်းပဲကြေးတယ်ဆိုလို့ချင်းဒါမှဘတ်စုံနှစ်ဖက်လုံးရှောင်ကျင်ရမယ့်သီလနဲ့ကျင့်သုံးရမယ့်သီလနှစ်ခုလုံးပြည့်စုံမှမိဘလည်းပဲအနေကောင်းတဲ့မိဘကိုချင်းသီလကောင်းတဲ့မိဘလို့သုံးသပ်လို့ရပါတယ်ပြောဆိုလို့ပြည့်စုံပါတယ်သားသမီးတယောက်ကလည်းပဲဒီလိုပဲဖဲမရိုက်အရက်မတော့၅ပါးသီလလုံခြုံသူများအသက်မသက်ဒါလောက်နဲ့မပြီးသေးပါဘူးသားသမီးကျင့်ဝတ်တွေပြည့်စုံမှမိဘပေါ်မှာမေတ္တာတရားထားနိုင်မှမိဘစကားကိုနားထောင်မှမိဘဖြစ်စေခြင်းတဲ့အတိုင်းစိတ်ကောင်းလေးတွေမွေးမြူမှဒါမျိုးပေးဆက်နိုင်မှသားသမီးဟာလည်းပဲရှောင်ကျင်ရမယ့်သီလလိုက်နာကျင့်သုံးရမယ့်သီလနှစ်မျိုးလုံးပြည့်စုံမှသားကောင်းသမီးကောင်းအနေကောင်းတဲ့ကိုချင်းသီလကောင်းတဲ့သားသမီးလို့ပြောလို့ရပါတယ်ဒီလိုပဲဘုန်းကြီးတို့တန်ဃာတော်ရှင်မြတ်တွေသီလရှင်တွေလည်းပဲတပည့်ကောင်းဖြစ်ခြင်းလို့ရှိရင်ကျောင်းတိုက်စည်းကမ်းမဖောက်ဘူးအပြင်ခိုးမထွက်ဘူးဒါလောက်ကလေးနဲ့မလုံလောက်ပါဘူးကျောင်းတိုက်ဝေယဝစ္စလှုပ်ချိန်မခိုမကက်စေနာထားပြီးတော့လှုပ်ရပါတယ်နောက်ပြီးတော့စာသင်ချိန်မှာလည်းပဲပညာကိုကြိုးစားသင်ရပါတယ်ဖျားဥတက်ချိန်စည်းကမ်းတွေလိုက်နာရပါတယ်ပစ္စည်းပစ္စည်းတွေထားတဲ့အခါညီညာညာထားစေဆရာသမားကဖက်နဲ့ချွတ်တာဘလို့ချွတ်ရတယ်ဒါတွေကိုလေးစားလိုက်နာမှာရှောင်ကျင်ရမယ်ကျောင်းတိုက်စည်းကမ်းဝိနည်းဥပဒေကိုလည်းပဲရှောင်ကျင်တဲ့သီလနဲ့ပြည့်စုံတယ်နောက်ပြီးတော့လိုက်နာကျင့်သုံးရမယ်တပည့်ကျင့်ဝတ်တွေနဲ့လည်းပြည့်စုံမှာဒါဟာတန်ခါကောင်းတပည့်ကောင်းအနေထိုင်ကောင်းကိုချင်းသီလကောင်းတဲ့တပည့်လို့သတ်မှတ်လို့ရပါတယ်ဒါလောက်ဆိုလို့ရှိရင်အနေကောင်းတာနဲ့ဆက်ပြီးတော့တရားဓမ္မတွေအားလုံးနားလည်လောက်ပါပြီဘဝမှာကြီးပွားတိုးတက်ခြင်းပါတယ်ဆိုရင်အနေကောင်းဖို့ရည်ကြီးပါတယ်အနေကောင်းခြင်းလို့ရှိရင်ရှောင်ကျင်ရမယ့်သီလကိုလည်းရှောင်ကျင်ရတယ်လို့တပည့်ကျင့်ဝတ်ဆရာကျင့်ဝတ်မိဘကျင့်ဝတ်ဆိုတဲ့လိုက်နာကျင့်သုံးရမယ့်ကျင့်ဝတ်တွေကိုလည်းပဲပြည့်စုံမှာသီလနှစ်မျိုးလုံးပြည့်စုံမှာအနေကောင်းတယ်ဆိုတာအားလုံးသဘောပေါက်စီခြင်းပါတယ်ဒါလို့ဆိုရင်အနေကောင်းတာနဲ့ဆက်ပြီးတော့သဘောပေါက်လောက်ပါပြီကဲဆောင်းပုံလေးတစ်ခေါက်လောက်လိုက်ဆိုလိုက်အောင်အနေလဲကောင်းစိတ်လဲကောင်း၍ကောင်းကောင်းပညာမတတ်ပါငါပြန်ဆိုလိုက်အနေလဲကောင်းစိတ်လဲကောင်း၍ကောင်းကောင်းပညာဓမ္မတာငါဟာကြီးပွားမည်အနေမကောင်းစိတ်မကောင်း၍ကောင်းကောင်းပညာမတတ်ပါငါဟာဆုပ်ယုပ်မည်အဲ့တော့တောင်မျိုးခန္ဓာဝန်ဆရာတော်ဘုရားကြီးကလူတစ်ယောက်မျိုးသားတစ်ယောက်မျိုးသမီးတစ်ယောက်ယဟန်တော်တစ်ပါးတာမဏေတစ်ပါးဒါမှမဟုတ်သီလရှင်ဆရာလေးတစ်ပါးမိမိဘဝမှာသီလသမာဓိပညာရည်နဲ့ကြီးပွားတိုးတက်ပြီးတော့သိက္ခာရှိရှိနဲ့နိဗ္ဗာန်တည်မျက်မှောက်ပြုတဲ့အထိသိက္ခာရှိရှိဘဝကိုယက်တည်ခြင်းပါတယ်ဆိုလို့ရှိရင်နံပါတ်1အနေကောင်းရမယ်တဲ့ဒီအပိုင်းကိုဘုန်းကြီးအကျေအချက်ပြောပြီးသွားပြီ၅ပါးသီလလုံယုံလေးနဲ့လည်းပဲမပြည့်စုံပါဘူးရှောင်ကျင်ရမယ့်သီလကိုရှောင်ကျင်သင့်တယ်လို့ပဲလိုက်နာကျင့်သုံးရမယ့်မိဘကျင့်ဝတ်ဆရာသမားကျင့်ဝတ်နောက်ပြီးတော့တပည့်ကျင့်ဝတ်ဒါတွေနဲ့လည်းပဲပြည့်စုံမှမိတ်ဆွေကျင့်ဝတ်ဒါတွေနဲ့လိုက်နာကျင့်သုံးရမယ့်သီလနဲ့လည်းပဲပြည့်စုံမှဗတ်စုံပြည့်စုံမှသီလနှစ်မျိုးလုံးနဲ့ပြည့်စုံမှအနေကောင်းတယ်ဆိုတာအားလုံးသဘောပေါက်ပါပြီကဲဒုတိယအချက်သွားကြစို့အဲ့တော့အနေကောင်းရုံနဲ့ပြီးပြီလားမပြီးသေးဘူးတဲ့စိတ်လဲကောင်း၍တဲ့စိတ်ထားကောင်းရမယ်စိတ်သက်ဖြူစင်ရတယ်တဲ့စိတ်သက်ဖြူစင်တယ်ဆိုတာဘာကိုပြောတာလဲဆိုတော့ဘုန်းကြီးတို့အကုသိုလ်ဆိုတာမဖြူစင်တဲ့စိတ်သက်ကိုပြောတာပါကုသိုလ်ဆိုတာဖြူစင်တဲ့စိတ်သက်ကိုပြောတာပါအဲ့တော့ကုသိုလ်စိတ်ကလေးနဲ့နေလို့ဒီလိုပြောလို့ရင်ဖြစ်ပါတယ်ဘုန်းကြီးတို့အကုသိုလ်ဆိုတာလောဘတရားဒေါသတရားလောဘတရားသူများပစ္စည်းမတရားလိုချင်တဲ့လောဘသူတစ်ပါးတာမရဘုံမှာမတရားတက်မှတ်မောတဲ့လောဘဒါတွေကစိတ်နှောက်ကျပါတယ်ဖြူစင်တယ်လို့ပြောလို့မရပါဘူးအမြဲတမ်းပဲဘာသာအတွက်သာသနာအတွက်ကိုယ်ဟာပဲပေးဆက်ခြင်းတယ်မိတ်ဆွေတွေနဲ့တွေ့ရင်ကိုယ်ဟာပဲပေးဆက်ခြင်းတယ်ဒီစိတ်တွေဟာအလောဘတရားဖြူစင်တဲ့တရားတွေပါဒါကြောင့်စိတ်လဲကောင်း၍စိတ်ထားကောင်းရမယ်ဆိုတာဘာကိုပြောတာလဲဆိုတော့အမြဲတမ်းဘဝတစ်လျှောက်မှာကုသိုလ်ဖြစ်အောင်နေပါလို့ဒီလိုပြောလို့ရဖြစ်ပါတယ်ဘုန်းကြီးတို့လူတကူသို့နှစ်ခုဆိုတာရှိပါတယ်လူတယောက်မှာကုသိုလ်ဖြစ်ခြင်းဖြစ်မဖြစ်ရင်အကုသိုလ်ဖြစ်နေပါတယ်ဒါကြောင့်မို့ကုသိုလ်ဖြစ်အောင်ကြိုးစားပြီးတော့နေရတယ်အနေကောင်းနေမဲ့စိတ်ထားမကောင်းဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့အကုသိုလ်ဖြစ်တတ်ပါတယ်ဒါကြောင့်စိတ်ထားကောင်းအောင်အမြဲတမ်းကြိုးစားနေရတယ်ဥပမာအပြင်ဘုန်းကြီးပြောပြမယ်အနေကောင်းယုံနဲ့စိတ်ထားမကောင်းဘူးဆိုလို့ရှိရင်ဘဝမှာထင်တဲ့လောက်အကျိုးမရှိတတ်ဘူးဒါမျိုးလေးကိုဘုန်းကြီးပြောပြမယ်သိပြီးတော့ဘဝမှာနစ်နာတတ်ပါတယ်မိမိတို့ဘုန်းကြီးတို့တရားဓမ္မတွေစီးပွားရေးလုပ်ကြတယ်ကျောင်းသားကျောင်းသူတွေကျောင်းနေကြတယ်ဘုန်းကြီးတို့ဆရာဆရာမတွေဘုန်းကြီးတို့စာချဘုန်းကြီးတွေကတပည့်တွေကိုစာချနေကြတယ်
စာချနေတဲ့ချိန်မှာရှောင်ကျင်တဲ့၅ပါးသီလလုံခြုံနေကြတယ်သိက္ခာပုဒ်တွေမချိုးဖောက်ဘူးဆိုရင်ဒါရှောင်ကျင်ရမယ့်သီလနဲ့လည်းပြည့်စုံနေပါတယ်နောက်ပြီးတော့လှုပ်တဲ့လှုပ်ထိုက်တဲ့စီးပွားရေးလုပ်ပေးတယ်သာသမီတွေအတွက်ပညာရေးထောက်ပံ့နိုင်အောင်စီးပွားရေးရှားတယ်ဆုံးမပေးတယ်ဆရာတွေကလည်းပဲတပည့်တွေကိုလိမ္မာရင်ကြည်ရှိအောင်ဆုံးမပေးတယ်စာသင်ပေးတယ်ဒါတွေဆိုလို့ရှိရင်လိုက်နာကျင့်သုံးတဲ့သီလနဲ့လည်းပြည့်စုံနေတော့အနေကောင်းနေပြီလို့ပြောလို့ရပါတယ်သို့တော့အနေကောင်းနေမဲ့လို့စိတ်တက်မကောင်းမှုစိတ်တက်မဖြူစင်မှုဆိုလို့ရှိရင်ဘုန်းကြီးတို့သိပြီးတော့အကျိုးနည်းတတ်ပါတယ်ဥပမာအဖြစ်ဘုန်းကြီးတို့တန်ဃာတစ်ပါးဆိုကြပါစို့တန်ဃာတစ်ပါးဟာကျောင်းတိုက်စည်းကမ်းတွေမဖောက်ဖျက်ဘူးအပြင်ခိုးမထွက်ဘူးညစာမစားဘူးတပြက်စီးလဲတယ်ဆိုကြပါစို့စားကြက်တယ်ဆိုကြပါစို့တပြက်စီးလဲနေတဲ့တန်ဃာတစ်ပါးဟာသူ့ကြည့်လိုက်လို့ရှိရင်အနေကောင်းတယ်လို့ပြောလို့ရနေပါပြီဘာဖြစ်လို့လဲကျောင်းတိုက်စည်းကမ်းတွေမချိုးဖောက်ဘူးဒီပြည့်စည်လဲတယ်ဆိုတော့လှုပ်တဲ့လှုပ်ထိုက်တဲ့ဝေယဝိဆကိုလည်းသူစူးစမ်းပြီးတော့လှုပ်နေတဲ့အတွက်သီလ2မျိုးလုံးနဲ့ပြည့်စုံတော့အနေတော့ကောင်းနေပါတယ်အနေကောင်းတဲ့အတွက်ဒီပြည့်စည်လဲနေတယ်ဒီပြည့်စည်လဲတာသူဘာဖြစ်လို့လဲတာလဲလို့မေးလို့ရှိရင်ဆရာသမားကငေါ့မှာကြောက်လို့ဆရာသမားကရိုက်မှာကြောက်လို့လဲတယ်ဒါမှမဟုတ်လည်းပဲအပြစ်ဒဏ်ပေးခံရမှာဆိုလို့လဲတယ်ဝတ္တရားရလဲတယ်ဆိုရင်ဒီတန်ဃာတော်ရှင်မြတ်ရဲ့တန်တန်မှာအနေကောင်းနေပေမဲ့စိတ်တက်ကညံ့နေတယ်တဲ့သူများခိုင်းမှလှုပ်တယ်အပြစ်ဒဏ်ပေးခံရမှာဆိုလို့လှုပ်တယ်ဆရာသမားကြောက်လို့လှုပ်နေရတယ်ဆိုရင်သူဟာအညံစားကုသိုလ်စိတ်တက်နဲ့လှုပ်နေတာပါအဲ့တော့အနေတော့ကောင်းပါရဲ့ဒီပစ္စည်းလဲနေတဲ့အချိန်မှာစိတ်တက်ကလေးရဲ့ညံ့သွားတဲ့အခါမှာအဲ့ဒီတာမဏေရဲ့ကုသိုလ်ဟာထက်ထက်မြက်မြက်မရှိတော့ဘူးနိဗ္ဗာန်မရောက်စေဘူးတဲ့သူဟာဝတ္တရားအရာလှုပ်နေတဲ့အတွက်သူ့ရဲ့ကုသိုလ်ဟာပါရမီကုသိုလ်ဆင့်မရောက်ဘဲနဲ့ပိဿုပန်ဘဝမှာဒီပစ္စည်းလဲလိုက်တဲ့အတွက်ကောင်းကျိုးတွေဘာတွေတော့လူဘဝနတ်ဘဝတွေရောက်ချင်ရောက်တယ်သို့တော့နိဗ္ဗာန်ရောက်တဲ့အထိကုသိုလ်တော့မဖြစ်နိုင်တာသိကြတယ်ဘာဖြစ်လို့လဲစိတ်တက်ကအညံစားဖြစ်နေတဲ့အတွက်ကုသိုလ်ကလည်းပဲညံသွားတယ်တဲ့ဒါကြောင့်မို့အနေကောင်းနေမဲ့စိတ်တက်မကောင်းဘူးဆိုလို့ရှိရင်ဒီတန်ဃာတော်ရှင်မြတ်ဟာဒီပစ္စည်းလဲတယ်ရေခတ်တယ်ဒါတွေလုံနေပြီမဲ့လို့အနေကောင်းနေပြီမဲ့စိတ်တက်ညံတဲ့အတွက်နိဗ္ဗာန်ကြီးမရောက်နိုင်ပါဘူးနောက်ပြီးတော့ဘုန်းကြီးတို့စာသင်စာချလုပ်နေတယ်စာသင်စာချလုပ်တဲ့အခါမှာလည်းပဲသီလတွေလည်းပဲလုံခြုံပါရဲ့ကျောင်းတိုက်စည်းကမ်းတွေလည်းပဲလုံခြုံပါရဲ့စာသင်စာချလည်းပဲလုပ်တဲ့အတွက်ကျင့်သုံးရမယ်ကိုကျင့်သီလတွေနဲ့လည်းပဲပြည့်စုံပါရဲ့သီလ2မျိုးလုံးနဲ့လည်းပြည့်စုံတယ်သို့တော့ဘာဖြစ်လို့စာချတာလဲဘာဖြစ်လို့စာတက်နေတာလဲဆိုတော့ဆရာသမားကြောက်လို့စာတက်နေတာဒါမှမဟုတ်လည်းပဲစာမွေးပွဲတွေအောင်ပြီးတော့ဂုံတွေလက်လာပါတွေလိုချင်လို့စာကြက်နေတာဒါမှမဟုတ်စာချတဲ့ဘုန်းကြီးကလည်းပဲကိုယ်တိုက်ကစာမွေးပွဲတွေအောင်မှဒကာဒကမတွေကကြီးညိုမှလာကြမှာဂုံပြူပွဲတွေလုပ်ပြီးတော့ဒကာဓမ္မစီကလှူခံလိုက်မယ်ဆိုတဲ့စိတ်တဲ့နဲ့စာချနေပါတယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့အနေတော့ကောင်းနေတာပဲသူဟာကျောင်းတိုက်စီကံချိုးဖောက်မှုမရှိဘူးနောက်ပြီးတော့လှုပ်တဲ့လှုပ်ထိုက်တဲ့စာချတဲ့လှုပ်တွေကိုတော့လှုပ်နေတယ်သို့တော့စိတ်တက်ကမကောင်းမှုစိတ်တက်ကမဖြူစင်မှုလက်လာပါလိုခြင်းလို့နာမည်ကျော်ခြင်းလို့လူတွေကလာပြီးတော့လှူခြင်းအောင်လှုပ်နေကြတယ်နာမည်ကျော်အောင်လှုပ်နေပါတယ်ဆိုလို့ရှိရင်စိတ်တက်မကောင်းတဲ့အတွက်အဲ့ဒီစာသင်တဲ့ကုသိုလ်တွေကအကုသိုလ်တွေရောပြီးတော့စိတ်တက်မတန်ရှင်းတဲ့အတွက်ကုသိုလ်တွေကအညံစားဖြစ်သွားပါတယ်စာသင်လိုက်တဲ့အတွက်ဘွဲဒီဂရီတွေရရင်ရမယ်ကျောင်းကောင်းကံကောင်းတွေနဲ့ဘုံကြီးကောင်းကြီးပါလိမ့်မယ်သို့တော့နိဗ္ဗာန်ရတဲ့အထိတော့မဖြစ်နိုင်ဘူးတဲ့အဲ့ဒါဘာဖြစ်လို့လဲအနေကောင်းနေမဲ့စိတ်တက်ညံ့လို့ဆိုတာဘုန်းကြီးတို့သိတာပါတယ်ဒါလေးကိုဘုန်းကြီးကသိစေခြင်းပါတယ်ဘုန်းကြီးတို့မိဘတွေလည်းပဲဒီတိုင်းပေါ့သာသမီတယောက်မွေးထားတယ်သာသမီတယောက်ကိုမွေးထားပြီးတဲ့အခါမှာ၅ပါးသီလလုံခြုံအောင်စောင့်ရှောက်ပေးတယ်နောက်ပြီးတော့ပညာတက်ကြီးတွေဖြစ်အောင်ဘေးကနေပြီးတော့ကြောင်းထားပေးတယ်ကျူရှင်တွေထားပေးတယ်လိမ္မာအောင်ဆုံးမပေးတယ်သို့တော်ရည်ရွယ်ချက်ကငါသားသမီးဘွဲဒီဂရီရမှငါသားသမီးဆရာဝန်ကြီးဖြစ်မှငါတို့ဘာဖြစ်လိမ့်မယ်ငါသားသမီးအင်ဂျင်နီယာကြီးဖြစ်မှငါတို့မှာစာဝန်ကြီးပြေလည်လိမ့်မယ်ဆိုပြီးတော့ဒီလောက်ကလေးနဲ့စိတ်ရည်တန်ချက်နဲ့ပြုစုပြောထောင်နေဆိုလို့ရှိရင်စိတ်တက်ဟာညံ့နေတဲ့ဒါဟာအညံစားကုသိုလ်ပဲဖြစ်ပြီးတော့သူ့ရဲ့သားသမီးပြုစုတဲ့ကုသိုလ်ဟာစိတ်တက်ညံ့တဲ့အတွက်အနေကောင်းနေမဲ့လို့သူဟာကြီးလာလို့ချင်းသားသမီးဘောကနေပြီးတော့ဝင်ငွေလေးရပြီးတော့အနေထိုင်ကောင်းပြီးတော့သူဟာစာဝန်ကြီးပြေလည်ကောင်းပြေလည်ပါလိမ့်မယ်ပစ္စည်းဥစ္စာအနေနဲ့ချမ်းသာကောင်းချမ်းသာပါလိမ့်မယ်သို့တော့ဗုဒ္ဓဘာသာတွေကြီးမှန်းနဲ့နိဗ္ဗာန်ရောက်တဲ့အထိပါရမီကုသိုလ်တော့မဖြစ်သေးဘူးတဲ့ဘလို့နည်းနဲ့ပြုစုရမှာလဲသားတစ်ယောက်သမီးတစ်ယောက်ကိုပညာသင်ပေးပြီဆိုရင်ဒါမှမဟုတ်ဈေးရောက်သင်ပေးတယ်ဆိုရင်စီးပွားရေးတွေဖြစ်လာအောင်လုပ်စီးပွားဖြစ်လာလို့ချင်းကိုကိုးကွယ်တဲ့သာသနာကိုစွန့်လှူရတယ်သာသနာကိုကိုအသိဉာဏ်တွေပေးနေတာသာသနာအသိဉာဏ်ပေးတဲ့အတွက်ကို့မှာအသိဉာဏ်တွေရပြီးတော့လူတော်သူတော်ကောင်းဖြစ်အောင်လုပ်လို့ရတယ်နောက်ပြီးတော့တရားတွေနာပြီးတော့အသိဉာဏ်တွေမြင်အောင်လုပ်လို့ရတယ်တရားတွေနာပြီးတော့တရားရှုမှတ်ခွင့်ရတယ်ဒါကြောင့်တို့သံဃာတော်ရှင်မြတ်တွေကစာသင်စာချလုပ်နေတာကျေးဇူးတွေများတယ်
အဲ့တော့စီးပွားရေးလုပ်ပြီးတော့စီးပွားရေးတွေပြည်လေတဲ့အခါမှာငါသားသမီးတို့သာသနာတော်ကြီးကိုစွန့်လှူကြကိုယ့်ရဲ့ဘေးမှာဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုစေဝါကူဖို့မတတ်နိုင်ရင်ကူညီကြဒီလိုစိတ်ထားနဲ့သားသမီးကိုပညာသင်ပေးတယ်ဆိုရင်အဲ့ဒါစိတ်တက်ကသိပြီးတော့ကျေပြန့်သွားတယ်မေတ္တာတရားတွေသာသနာပြုခြင်းတဲ့စိတ်တွေနဲ့စီးပွားရေးလုပ်တာကိုပဲသားသမီးကိုပညာသင်ပေးတာကိုပဲသူ့ရဲ့စိတ်တွေကဖြူစင်တန်ရှင်းပြီးတော့မေတ္တာတရားတွေဝန်းရံသွားတယ်တဲ့အဲ့တော့ဒီပုဂ္ဂိုလ်ကြတော့အနေလဲကောင်းတဲ့အတွက်စိတ်လဲကောင်းတဲ့အတွက်သူ့ရဲ့ကုသိုလ်တွေကနိဗ္ဗာန်ရောက်တဲ့အထိပါရမီကုသိုလ်ဖြစ်နေနိဗ္ဗာန်ရောက်စေတဲ့အထိအကျိုးပေးနိုင်တယ်တဲ့အဲ့တော့စီးပွားရေးလုပ်တာရင်အတူတူဝေယဝိဆလုပ်တာရင်အတူတူစာသင်စာချလုပ်တာရင်အတူတူပညာသင်ကြားတာရင်အတူတူဈေးရောင်းဈေးဝယ်လုပ်တာရင်အတူတူစိတ်တဲ့ညံ့တဲ့ပုဂ္ဂိုလ်တွေဟာပစ္စုပန်ကျိုးပဲခံစားရပြီးတော့နိဗ္ဗာန်ရောက်တဲ့အထိကုသိုလ်ပါရမီမဖြစ်နိုင်စိတ်တဲ့မြင်မားသွားလို့ရှိရင်ဖြစ်ရဘွားတိုင်းမှာနိဗ္ဗာန်ရောက်တဲ့အထိအကျိုးတွေပေးပြီးတော့ကြီးပွားတိုးတက်နိုင်တယ်ဆိုတာဒါဘုန်းကြီးကသိစေခြင်းပါတယ်ဒါဘုန်းကြီးတို့အနေကောင်းယုံနဲ့မပြီးဘူးစိတ်သက်ကောင်းဖို့သိအရေးကြီးတယ်ဆိုတာဘုန်းကြီးကပြောပြခြင်းဖြစ်တယ်အဲ့တော့ဘုန်းကြီးတို့တောင်မြို့ကန်တော်ဆရာတော်ဘုရားကြီးကလည်းပဲစိတ်ကောင်းရှိဖို့ကပထမဆိုပြီးတော့ဆုံးမထားတယ်လောကမှာဘာပဲလုပ်လို့စိတ်ထားကောင်းဖို့သိလိုတယ်လောကမှာဘုရားလူကြီးဂောဘကလုပ်တယ်စိတ်ထားမကောင်းရင်အကုသိုလ်ဖြစ်မှာပဲလောကမှာနိုင်ငံတော်ကိုအုပ်ချုပ်တယ်စိတ်ထားမကောင်းရင်အကုသိုလ်ဖြစ်မှာပဲမိမိတို့ရဲ့အိမ်မှာအိမ်တော်ဦးစီးလုပ်တယ်စိတ်ထားမကောင်းရင်အကုသိုလ်ဖြစ်မှာပဲစာသင်ပေးတဲ့ဆရာမတွေလုပ်တယ်စိတ်ထားမကောင်းရင်အကုသိုလ်ဖြစ်မှာပဲဈေးရောင်းဈေးဝယ်လုပ်တယ်စိတ်ထားမကောင်းရင်အကုသိုလ်ဖြစ်မှာပဲဒါကြောင့်စိတ်ထားကောင်းဖို့ရည်ကြီးတယ်ဆိုပြီးတောင်မြို့ဆရာတော်ဘုရားကြီးကစိတ်ကောင်းရှိဖို့ပထမဆိုပြီးတော့မိန့်ကြားခဲ့ပါတယ်မြတ်စွာဘုရားကလည်းပဲစိတ်တေနာနေရတိလောကောတဲ့လောကကြီးကိုစိတ်ကဥဆောင်နေတဲ့မနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌာမနောမယမနာတာစေပတံနေနဘာတတိဝပရောကရောတိဝတတောနံဒုက္ခမနွေတိသာယဝအနုပါယိနီတဲ့အဲ့တော့လောကမှာစိတ်ကခေါင်းဆောင်နေတဲ့စိတ်ထားကောင်းလေးနဲ့လှုပ်လိုက်လို့ရှိရင်လူရဲ့တဲ့အမြဲတမ်းချမ်းသာဒုက္ခတွေကလိုက်တော့တာပဲအဲစိတ်ထားဆိုးဆိုးနဲ့ပြုမယ်ပြောမယ်စိတ်နှလုံးသားတွေကမကောင်းဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်နောက်ဟာလှဲဘင်းကနွားနောက်ကိုခြေရာနောက်ကိုနွားရဲ့ခြေနောက်ကိုလိုက်တယ်လို့ပဲဒုက္ခတွေကအမြဲတမ်းပဲလိုက်နိုင်တယ်ဆိုပြီးမြတ်စွာဘုရားကလည်းပဲစိတ်ရေးအကြည့်တဲ့အကြောင်းကိုဓမ္မပဒပါဠိတော်စတဲ့ပါဠိတော်တွေမှာဟောထားတာရှိပါတယ်ဒါကြောင့်မို့အနေလဲကောင်းစိတ်လဲကောင်း၍တဲ့အနေကောင်းရုံနဲ့မပြီးဘူးစိတ်သက်ကောင်းမှနိဗ္ဗာန်ရောက်တဲ့အထိအကျိုးပေးပြီးတော့တိုးတက်ကြီးပွားနိုင်ပါတယ်ဆိုပြီးတော့တောင်မြို့ဆရာတော်ဘုရားကြီးကဆုံးမသွားပါတယ်ဘုန်းကြီးတို့နောက်ထပ်ဘုန်းကြီးပြောပြအောင်လေစိတ်သက်ကောင်းတာသိပြီးတော့ရေးကြည့်တဲ့အကြောင်းမိမိတို့ရဲ့သားသမီးတွေတပည့်တွေမိမိတို့ရဲ့ဇနီးတွေခင်ပွန်းတွေပဝန်းကျင်တွေစိတ်ထားသိမြင်မြတ်ဖို့သိအရေးကြီးတဲ့အကြောင်းဘုန်းကြီးကသိစေခြင်းလို့ဒီတရားကိုဟောခြင်းဖြစ်ပါတယ်အဲ့တော့စိတ်ထားအမျိုးသားတစ်ယောက်မျိုးသမီးတစ်ယောက်ဖြစ်ဖြစ်ပေါ့တငယ်ချင်းနှစ်ယောက်ထားပါတော့ကျောင်းသူနှစ်ယောက်ကျောင်းသားနှစ်ယောက်ရှိတယ်ဆိုပါစို့နှစ်ယောက်လုံးစာကြိုးစားကြတာပဲတယောက်ကကြတော့ဘာဖြစ်လဲဆိုတော့မိဘတွေကနေပြီးတော့ဆရာဝန်ဖြစ်အောင်လုံးမမင်းဘဝတိုးတက်မှာဆိုပြီးတော့ဂိုက်တွေဘာတွေငှားပြီးတော့အင်ဂျင်နီယာကြီးဖြစ်စေခြင်းလို့ဂိုက်ငှားပြီးတော့စာကြိုးစားခိုင်းတယ်အမျိုးသားတစ်ယောက်မျိုးသမီးတစ်ယောက်ကတော့ဒီစိတ်နဲ့တန်ကြိုးစားတာမဟုတ်သူလည်းပဲကြိုးစားတာပဲ तू ကဘလို့နည်းနဲ့ကြိုးစားဆိုတော့ငါပညာတက်မှဖြစ်မှာပညာတက်မှငါပညာနဲ့မိဘကိုလှုပ်ကြွေးမယ်ငါပညာတက်မှဝင်ငွေရှိလာရင်ငါရဲ့သာသနာတော်ငါရဲ့လူမျိုးကိုငါတက်နိုင်နေမြဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကိုကူညီနိုင်မယ်ငါဆရာဝန်ဖြစ်မှဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေကိုငွေမတက်နိုင်တဲ့ပုဂ္ဂိုလ်တွေကိုစေတနာဆရာဝန်ဖြစ်နေအကျိုးပြုပြီးတော့ငါကုသိုလ်ပါရမီတွေဖြည့်နိုင်မယ်ငါကိုးကွယ်တဲ့သာသနာကိုပညာတက်မှငွေရှိမှဖြစ်နိုင်မယ်ဆိုပြီးတော့ပညာတက်အောင်မျိုးသမီးတစ်ယောက်မျိုးသမီးတစ်ယောက်ကတော့ဒီနည်းနဲ့ကြိုးစားတယ်ဟိုတစ်ယောက်ကတော့မဟုတ်ဘူးဆရာဝန်ဖြစ်မှပြည့်စုံမှအင်ဂျင်နီယာဖြစ်မှပစ္စည်းပေါ်မှအင်ဂျင်နီယာဖြစ်မှချမ်းသာမှယာရုကြီးမှဆိုပြီးတော့စစ်ဗိုလ်ကြီးတွေဖြစ်ချင်တာအင်ဂျင်နီယာဖြစ်ချင်တာဟာဒီစိတ်သက်ကြီးတွေတက်တက်နဲ့ပညာသင်ကြားတယ်ဆိုကြပါစို့အဲ့ဒီကလေးနှစ်ယောက်ကြီးလာပြီဆိုရင်ဘာကြိုးလိုက်ရလဲရမလဲနည်းနည်းလေးတရားဓမ္မတွေစဉ်းစားကြည့်စမ်းပါနှစ်ယောက်လုံးစူးစမ်းလိုက်တဲ့အတွက်ဘွဲ့ဒီဂရီတွေရတာရင်လည်းပဲနှစ်ယောက်လုံးထူးချွန်ကြမှာပဲဘလို့စိတ်ထဲနဲ့စူးစမ်းနှစ်ယောက်လုံးအင်ဂျင်နီယာဖြစ်နိုင်တယ်စစ်ဗိုလ်ကြီးတွေဖြစ်နိုင်တယ်ဆရာဝန်ကြီးတွေဖြစ်သွားနိုင်တယ်ဆရာဝန်ကြီးတွေဖြစ်သွားတဲ့အခါမှာဘာအကျိုးရလဲသွားထူးမလဲနည်းနည်းလေးကောက်ချက်ချကြည့်လိုက်စောစောကလို့ပေါ့အင်ဂျင်နီယာဖြစ်မှဘဝတိုးတက်မှအင်ဂျင်နီယာဖြစ်မှဆရာဝန်ဖြစ်မှဘဝမှာပစ္စည်းဥစ္စာချမ်းသာမှဆိုတဲ့စိတ်တဲ့နဲ့ကြီးပြင်းလာတဲ့ကလေးကဆရာဝန်အင်ဂျင်နီယာဖြစ်သွားရင်ဘာဖြစ်မလဲဆရာဝန်ဖြစ်ရင်လည်းပဲအသက်ပြားဆရာဝန်ဖြစ်သွားတော့တာပဲဘာဖြစ်ဖြစ်ငွေနဲ့တိုင်းတာတာပဲဆင်းရဲတာချမ်းသာတာမလုပ်ဘူးဒီစိတ်ကူရင်ဒီငွေရမှဖြစ်မှဆိုပြီးတော့ငွေလိုချင်တဲ့စိတ်နဲ့လုပ်တော့
သူ့ဘဝမှာသေတာသေသွားတယ်သူ့ရဲ့စိတ်ထားမကောင်းမွန်ဘူးတဲ့လူနာတွေပေါ်မှာငွေရဖို့ပဲကြည့်တယ်စေတနာတန်နဲ့ကုတဲ့အခါဆိုတာအင်မတန်ရှားသွားတတ်တယ်တဲ့ငွေရဖို့ပဲကြည့်တယ်အင်ဂျင်နီယာဖြစ်လို့ရှိရင်ဘယ်နေရာလောက်ရင်ငါမှငွေပိုရတယ်ဆိုပြီးတော့ဒီစိတ်ဓာတ်တွေမွန်ပြီးတော့သူ့ရဲ့ပညာဟာသူ့အတွက်စိတ်ထားမကောင်းတဲ့အတွက်နိဗ္ဗာန်ရဖို့ဆိုတာဝေးရောတဲ့အပယ်မကြရင်တောင်မှကံကောင်းဘာဖြစ်လို့လဲအနေကောင်းပေမဲ့ဒုစရိုက်တွေမလုပ်ပေမဲ့စိတ်တဲ့ညံ့တဲ့အတွက်သူ့ရဲ့ကုသိုလ်ဟာညံ့စားဖြစ်သွားတဲ့အတွက်နိဗ္ဗာန်တိမရောက်စေနိုင်ဘူးတဲ့တန်ត្រာကျင်တဲ့အခါမှာလည်းပဲတခါတရံအပေထိရောက်သွားနိုင်တယ်စောစောကလို့ပေါ့ပညာမြတ်နိုးတဲ့စိတ်နဲ့ကြည်လာလို့ရှင်တိုင်းပြည်နဲ့လူမျိုးကိုအလုတ်ကျွေးပြုကျင်တဲ့စိတ်နဲ့မိဘတွေကိုပြုစုကျင်တဲ့စိတ်နဲ့ဆရာဝန်ဖြစ်လာတဲ့အင်ဂျင်နီယာဖြစ်လာတဲ့စစ်ဗိုလ်ဖြစ်လာတဲ့ကလေးတယောက်ကြတော့ဘာဖြစ်လဲကြီးလာတဲ့အခါမှာလူနာတွေပေါ်မှာပတ်စံမရှိရင်မရှိသလိုမယူဘဲနဲ့တက်နိုင်နေမြကုသပေးတယ်အင်ဂျင်နီယာဖြစ်လာလို့ရှိရင်လည်းပဲတိုင်းပြည်အတွက်ကောင်းအောင်ငါဘလို့တရားကြီးတွေဆောက်လိုက်စေတနာနဲ့လှုပ်သွားတတ်ပြီးတော့သူ့ရဲ့စေတနာကောင်းတဲ့အတွက်စိတ်ထားကောင်းသွားတယ်စိတ်ထားကောင်းတဲ့အတွက်သူဟာအနေလဲကောင်းစိတ်ထားကောင်းတဲ့အတွက်သူ့ရဲ့လုံသမျှဟာကုသိုလ်ပါရမီတွေဖြစ်သွားပြီးတော့နောက်ဆုံးနိဗ္ဗာန်တည်မျက်မှောက်ပြုနိုင်တယ်ဆိုတာဒါဘုန်းကြီးကသိစေခြင်းပါတယ်ဘုန်းကြီးတို့တန်ခါလောကမှာလည်းဒီတိုင်းပဲငယ်ငယ်လေးကဘွဲဒီဂရီလိုခြင်းလို့ဂုံလိုခြင်းလို့ကြောင်းကောင်းကံကောင်းနဲ့နေခြင်းလို့ဆိုပြီးပညာသင်ကြရင်ဘွဲဒီဂရီတွေရမှာပဲဒီလိုမှမဟုတ်ဘဲနဲ့သာသနာတော်ကြီးကိုစာချပြီးတော့စာချမရှိလို့ရင်သာသနာတော်ကြီးအဆက်ပြတ်သွားနိုင်တယ်အဲ့တော့ငါစာချပုဂ္ဂိုလ်ဖြစ်အောင်လုပ်လို့ရှိရင်စာကြိုးစားမှဖြစ်မယ်ဆိုပြီးတော့ကြိုးစားလိုက်လို့ရှိရင်ဘာဖြစ်မလဲသူလည်းပဲပညာတတ်ဖြစ်မှာပဲကိုယ်တစ်ပါးလည်းပညာတတ်ဖြစ်မှာပဲတစ်ချိန်ကျတော့နှစ်ပါးလုံးကျောင်းတိုင်ဘုန်းကြီးတွေဖြစ်ကြမှာပဲသို့တော့ပညာတက်ခြင်းလို့ဘွဲဒီဂရီလိုခြင်းလို့ဂုံလိုခြင်းလို့နောက်ပြီးတော့ဘုံကြီးခြင်းလို့ကျောင်းကောင်းကံကောင်းနဲ့နေခြင်းလို့ပညာသင်ကြားတဲ့ယဟန်တော်ကကျောင်းဘုန်းကြီးဖြစ်လို့ရှိရင်လည်းပဲသူတပည့်တွေကိုသူ့ပုံစံတိုင်းတွင်းပြီးတော့ဘွဲရအောင်လုပ်မယ်လူတွေသိအောင်နာမည်ကျော်အောင်ပူဇော်ပွဲတွေလုပ်မယ်တရားဓမ္မတွေစီကနီးမျိုးစုံနဲ့လှူခံမယ်ဆိုတဲ့စိတ်သက်တွေနဲ့ဘဝနေကုန်းချုပ်ပြီးတော့အနေကောင်းနေမယ်စိတ်သက်ညံ့တဲ့အတွက်နိဗ္ဗာန်မျက်မှောက်မပြုနိုင်ပါဘူးတခါတရံမှာချွတ်ချော်ပြီးတော့အပယ်လေးပါးဒီတန်ត្រာလမ်းကိုဥတီသွားတတ်ပါတယ်တဲ့ဒီလိုမှမဟုတ်ဘဲနဲ့သာသနာပြုခြင်းတဲ့စိတ်စာချဘုန်းကြီးရှိမှသာသနာတီးမှာစာချပေးတဲ့ပုဂ္ဂိုလ်မရှိအနှစ်တရာလောက်စာချတဲ့ပုဂ္ဂိုလ်မရှိဘူးဆိုရင်သာသနာနောက်နှစ်တရာကြာလို့ရှိရင်ကွယ်သွားနိုင်တယ်အဲ့တော့သာသနာတော်ကြီးမကွယ်အောင်ငါအုတ်တစ်ချက်သေးတဲ့ပွင့်နေနဲ့စာချဘုန်းကြီးဖြစ်အောင်လုပ်မယ်စာချဘုန်းကြီးကောင်းဖြစ်ဖို့ဆိုတာပညာတတ်မှဖြစ်မှာဆိုပြီးတော့မှန်ကန်တဲ့စိတ်ထားနဲ့ကြိုးစားလာတဲ့ဘုန်းကြီးရလည်းပဲကြီးလာရင်ကျောင်းတိုင်ဘုန်းကြီးဖြစ်မှာပဲသို့တော့သူမွေးထုတ်လိုက်တဲ့တန်ဃာတွေကလက်လာပါမငယ်ပဲနဲ့တကယ်ကိုသာသနာစိတ်တက်နဲ့ပညာပါရမီကုသိုလ်ပါရမီဖြည့်ရေးနိဗ္ဗာန်ရောက်ရေးကိုပဲဥတည်ပြီးတော့သာသနာနဲ့လူမျိုးကျိုးကိုဆောင်ပြီးတော့လုံးရက်လဲမှန်သွားတဲ့အတွက်အနေလည်းပဲမှန်တယ်စိတ်ထားလည်းပဲကောင်းသွားတဲ့အတွက်သူ့ရဲ့လုံးသမျှကုသိုလ်တွေကနိဗ္ဗာန်အထောက်ပံ့ဖြစ်ပြီးတော့နောက်ဆုံးနိဗ္ဗာန်ထိမျက်မှောက်ပြုနိုင်တယ်တဲ့ဒါပါလဲဆိုတော့စိတ်တက်ကောင်းဖို့အရေးကြီးတာကိုဘုန်းကြီးကပြောတာပါဒါကြောင့်မို့အနေကောင်းဖို့လိုအပ်တယ်လို့စိတ်တက်ကောင်းဖို့ကပို့ပြီးတော့ရေးကြည့်တယ်တဲ့ဒါကြောင့်တောင်မြို့ဆရာတော်ဘုရားကြီးကစိတ်ကောင်းရှိဖို့ပထမဆိုပြီးတော့တတိပေးခဲ့တာပါဘုန်းကြီးတို့အတန်းကျောင်းတွေမှာလည်းပဲစိတ်တက်စီကံပညာဆိုပြီးတော့စိတ်တက်ကိုဥတည်ပြီးတော့ရေးထားပါတယ်သို့တော့ဆရာဆရာမတွေတရားဓမ္မတွေနားလည်မလဲတော့ဘုန်းကြီးမပြောတတ်ဘူးစိတ်တက်ဟာသိအရေးကြီးတဲ့အတွက်စိတ်တက်စီကံပညာဆိုတာရှေ့ဆုံးတင်တာဆိုတာဘုန်းကြီးကဒါပြောခြင်းပါတယ်နောက်ပညာတက်ရမယ်တဲ့အနေလဲကောင်းစိတ်လဲကောင်း၍ကောင်းကောင်းပညာတက်မှသာငါကြီးပွားမည်တဲ့အဲ့တော့ဘုန်းကြီးတို့ပညာတက်မှကြီးပွားမယ်ဆိုတဲ့အပိုင်းမှာနှစ်ပိုင်းခွဲပြောလို့ရပါတယ်အဲ့တော့အနေကောင်းတဲ့ပုဂ္ဂိုလ်စိတ်တက်ကောင်းတဲ့ပုဂ္ဂိုလ်ဟာပညာလိုလိုတက်သွားတော့တာပဲဘာဖြစ်လို့လဲဆိုတော့ဒီပုဂ္ဂိုလ်ဟာသာသနာအတွက်အလုပ်လုပ်ခြင်းနဲ့ဘုန်းကြီးဖြစ်လို့ရှိရင်လည်းပဲသာသနာမှာစာချပုဂ္ဂိုလ်ဖြစ်ခြင်းနဲ့အလကားနေတဲ့ပုဂ္ဂိုလ်မဖြစ်ခြင်းဘူးစာချတဲ့ပုဂ္ဂိုလ်ဖြစ်မှသာသနာတော်ကြီးဆက်မပြတ်ဖြစ်မှတပည့်မျိုးဆက်တွေဆက်လက်ပေါ်ထွက်တာစာချဘုန်းကြီးတွေကမွေးဖွားပေးတာပါတရားဟောဘုန်းကြီးတွေကမွေးဖွားပေးတာမဟုတ်ပါဘူးတရားပြတဲ့ဘုန်းကြီးတွေကမွေးဖွားပေးတာမဟုတ်ပါဘူးအဲ့ဒီတရားပြတဲ့တရားဟောတဲ့ဘုန်းကြီးကိုစာချဘုန်းကြီးတွေကမွေးဖွားပေးတာဆိုတာသဘောပေါက်ပြီးတော့စာချဘုန်းကြီးဖြစ်ရတာသာသနာမျိုးဆက်မပြတ်အောင်လုပ်ပေးတာရောက်ပါလားအဲ့တော့သာသနာမျိုးဆက်မပြတ်အောင်လုပ်တဲ့စာချဘုန်းကြီးဖြစ်ဖို့ဆိုတာပညာတက်မှဖြစ်မှာဆိုပြီးတော့အဲ့ဒီစိတ်တက်လေးကောင်းသွားတယ်စိတ်တက်လေးပြင်းထန်တယ်ဆိုရင်ပညာမသင်ပါနဲ့လို့ပြောလည်းပဲမရတော့ပါဘူးပညာကိုမျက်မျက်နိုးနိုးနဲ့ကိုသင်လိုက်တဲ့အတွက်ပညာတက်ကြီးအလိုလိုဖြစ်သွားမှာပါတဲ့ဒါကြောင့်မို့အနေလဲကောင်းစိတ်လဲကောင်း၍ကောင်းကောင်းပညာတက်မှသာငါဟာကြီးပွားမည်ဆိုတဲ့နေရာမှာအနေကောင်းမှုနဲ့စိတ်တက်ကောင်းမှုကိုသာပြုပြင်ပေးလိုက်ပညာဟာအလိုလိုတက်သွားမှာပါပူပင်စရာမလိုပါဘူးသားတွေသမီးတွေလည်းပဲပညာတက်ဖြစ်မှအသိလိမ္မာဉာဏ်ပညာရှိမှဘာဖြစ်မလဲအသိလိမ္မာဉာဏ်ပညာရှိမှလောကနဲ့လူမျိုးတွေအကျိုးကိုဆောင်ရွက်နိုင်တယ်ဒီလိုစိတ်ထားကောင်းမှဘာဖြစ်မလဲပညာတက်မှ
ဘုန်းကြီးတို့လောကကျိုးသာသနာကျိုးကိုဆောင်ရွက်ပြီးတော့နိုင်ငံကျိုးကိုဆောင်ရွက်ပြီးတော့ပညာပါရမီတွေပြည့်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်အဲ့တော့ငါပညာတတ်အောင်လုံးဝဖြစ်မှာပညာတတ်မှာအများအကျိုးကိုကြည်ကြည်ပြန့်ပြန့်ဆောင်ရွက်နိုင်မှာဆိုတဲ့သိသွားတဲ့စိတ်သက်ပိုင်ရှင်တယောက်စိတ်ကောင်းပိုင်ရှင်တယောက်မျိုးသားတယောက်မျိုးသမီးတယောက်ဟာမင်းပညာမကြိုးစားပါနဲ့လို့ပြောလို့မရတော့ပညာကိုမြင့်မြတ်နိုးနိုးနဲ့ကိုကြိုးစားတော့တာမိဘကြောက်လို့မဟုတ်ဘူးဂိုက်ကခိုင်းလို့မဟုတ်တော့သူကသူကိုပညာတတ်မှဆရာဝန်ဖြစ်မှလူနာတွေကိုပြုစုနိုင်မှာအင်ဂျင်နီယာဖြစ်မှတိုင်းပြည်ကိုလှုပ်ကြွေးနိုင်မှာဆိုတဲ့စိတ်သက်ကိန်းသွားပြီဆိုရင်ပညာမသင်တဲ့လူတားလို့မရဘူးအလိုလိုပညာကြိုးစားပြီးတော့ပညာတက်ကြည့်လိုလိုဖြစ်သွားပါတယ်ဒါကြောင့်ပညာတက်ဖို့ဆိုတဲ့အပိုင်းမှာအထူးတလဲလှုပ်เสียမလိုတော့ဘူးတဲ့အနေကောင်းအောင်စိတ်ကောင်းအောင်ပဲဘုန်းကြီးတို့ကပြုပြင်ပေးရပါတယ်ဒါကြောင့်မို့ဘုန်းကြီးတို့ခုကျောင်းတိုက်မှာလည်းပဲဒီနည်းတွေကိုပဲကျင့်သုံးပေးနေပါတယ်ယနေ့တက္ကဥမြင့်ဆွေတက္ကမတော်ဆွေဆွေဝင်းနေတဲ့ကောတရားနာပြိသက်တွေလည်းပဲဒီအနေလဲကောင်းစိတ်လဲကောင်း၍ဆိုတဲ့ဒီအင်္ဂါနှစ်ချက်ကိုပဲဂရုစိုက်ပြီးတော့ပြုပြင်ပေးလိုက်ပါနောက်ပိုင်းမှာပညာတက်ဖို့ဆိုတာမခဲရင်ဘူးဆိုတာသဘောပေါက်သွားပါလိမ့်မယ်ပညာဆိုတာနောက်ပိုင်းမှာကုသိုလ်ကိုအကုသိုလ်မှန်သိတာအကုသိုလ်ကိုအကုသိုလ်မှန်သိတာဆိုတာတွေကလည်းပဲစိတ်ထားကောင်းတဲ့ပုဂ္ဂိုလ်တွေမှာတမာရီအားကောင်းလာပါတယ်တမာရီတော့ယထာဥတ္တံပဇာနာတိတမာတိရှိစိတ်ထားကောင်းလာပြီဆိုလို့ရှိရင်ကုသိုလ်ကိုကုသိုလ်မှန်လိုလိုသိသွားပါတယ်အကုသိုလ်ကိုအကုသိုလ်မှန်သိသွားပါတယ်ဒါနပြုတာကိုပဲဂုံပကာတနာနဲ့လှုပ်တာဆိုတာမကောင်းဘူးဒီလိုခွဲခြားသိသွားပါတယ်ဒါနလုပ်တာဟာလူကံပုဂ္ဂိုလ်တွေချမ်းသာစေလိုတဲ့မေတ္တာတရားနဲ့ပြုတာကောင်းတယ်နိဗ္ဗာန်ဥတည်ပြီးတော့စိတ်ညွတ်ပြီးတော့လှုပ်တာကောင်းတယ်ဆိုပြီးတော့ဒါနလုပ်တဲ့နေရာမှာဘလို့စိတ်ထားနဲ့လှုပ်ရင်ကောင်းတယ်ဘလို့စိတ်ထားနဲ့လှုပ်ရင်မကောင်းဘူးဆိုတာစိတ်ထားကောင်းလာတယ်တမာရီအားကောင်းလာတယ်ဆိုရင်အလိုလိုခွဲခြားပြီးတော့တည်ပြီးဖြစ်ပြီးတော့ပညာတတ်တဲ့ပုဂ္ဂိုလ်အသိလိမ္မာဉာဏ်ပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာအလိုလိုဖြစ်သွားပါတယ်ဒီတတိယအင်္ဂါဟာအနေကောင်းစိတ်ကောင်းလို့ရှိရင်အလိုလိုပြီးတယ်လို့ဘုန်းကြီးကတော့ယုံကြည်ပါတယ်ဒီအတိုင်းလည်းပဲကျင့်သုံးနေပါတယ်တရားဓမ္မတွေလည်းပဲဒီတရားကိုနာပြီးတော့အလုံးမိမိရဲ့သားသမီးတွေတူတွေတူမတွေတပည့်တွေကိုတတ်နိုင်တယ်မြကောင်းအောင်ပြုစုနိုင်တဲ့ဥယျာဉ်မှုကောင်းတွေဖြစ်နိုင်ကြပါစေအဲ့ဒီလိုဥယျာဉ်မှုကောင်းတွေဖြစ်တဲ့သားတွေသမီးတွေတိုင်းပြည်အတွက်လူမျိုးအတွက်သာသနာအတွက်ပြုစုနိုင်ပြီးတော့ကုသိုလ်ပါရမီတွေတဖြည်းဖြည်းရင့်တန်ပြီးတကာလနောက်ဆုံးမှာမဉ္ဇဉ်ဖူဉ္ဇဉ်ဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းကဲအားလုံးပဲဒီနေ့ကုသိုလ်တွေကနိဗ္ဗာန်အတွက်ထောက်ပံ့ဖြစ်ပါစေလို့အာယုံပြုပြီးရေစက်ချကြစို့ရေစက်ကမပါလို့ရှိရင်လည်းပဲလက်အုပ်ချီလိုက်ဆိုကြ